ယောက်ျားတစ်ယောက်ကကိုမိန်းမအတွက်ကိုပိုင်အိမ်ဆောက်ပေးနိုင်တာထက်ပိုကောင်းတဲ့လက်ဆောင်မရှိပါဘူးမင်္ဂလာပါရှင်ဆဲလဲတန်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ဖတ်ပြမှာတော့ဆရာမောင်ပေါ်ထွန်းဘာသာပြန်ထားတဲ့ရန်ကုန်သားဂျာဗန်တထေးကြီးဤစီးပွားရေးစုံစမ်းခန်းများအပိုင်း30ဖြစ်ပါတယ်ရှင်ပီနန်မှာအသက်ခန့်ထားတဲ့ကြားတစိတ်စေဝါကိုယ်စားလှယ်ကဟုတ်ကင့်မျိုးနယ်ဝင်တရုတ်လူမျိုးအုံးဖြစ်ပါတယ်သူကဖူကျန်ပြည်နယ်သားဖြစ်ပြီး10နှစ်သားအရွယ်ကပဲဖခင်နဲ့အတူမလေးရှားကိုပြောင်းရွှေ့လာခဲ့တယ်ပီနန်မှာရှိတဲ့တရုတ်လူမျိုးအများစုကဟုတ်ကင့်မျိုးနွယ်တွေဖြစ်ကြတယ်ဒါကြောင့်ဟုတ်ကင့်မျိုးနွယ်ဝင်တယောက်ကိုယ်စားလှယ်ခံခြင်းကအစမ်းမဟုတ်ပါဘူးဒါပေမဲ့လည်းလူနည်းစုဖြစ်တဲ့ဟက်ကာလူမျိုးနွယ်ဝင်တွေကတော့ကိုမျိုးနွယ်ဝင်မဟုတ်သူတယောက်ကိုအော်ဘွန်ဟောကကိုယ်စားလှယ်ခံထားခြင်းကိုမနစ်သက်ကြဒါကြောင့်သူတို့ကအခွန်သားတိုင်းအမျိုးမျိုးနှောက်ယှက်ကြတယ်လက်ရှိကိုယ်စားလှယ်ရဲ့လုပ်ကိုင်ဆောင်ရွက်မှုဉာဏ်ဖြင့်ကြောင်းကိုတိုင်စာတောစာတွေမကြာခဏပို့ကြတယ်အဲ့ဒီအခါမှာဘွန်ဟောကမနေတာတော့ပဲအခြေအနေကိုကိုယ်တိုင်သွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်ကြောင်းကလည်းသူ့ရဲ့ပီနန်သူတတိယမိန်းမထံမရောက်တာကြာပြီးမှုသွားရောက်ချင်နေကြကြောင်းလည်းဖြစ်ပါတယ်သူကသုံးနံကားကြီးရဲ့ဘေးနှစ်ဖက်မှာအိမ်အန်တောင်ဆေးတိုက်ထုတ်ကြားတစ်စိတ်ဆေးဝါးရုပ်ပုံတွေကိုဆေးရောင်စုံနေရေးချဲ့စီပြီးကားပေါ်မှာလည်းဆေးဝါးတွေအပြည့်အမောက်တင်စီပါတယ်အဲ့ဒီနောက်အလုသမားအပြည့်စုံနဲ့မလေးကျွန်းဆွယ်ကိုခီးထွက်လာခဲ့ကြတယ်ပထမဆုံးတစ်ထောက်ရောက်နာတဲ့နေရာမှာဂျိုဟိုဘာရုမြို့လေမှာဖြစ်ပါတယ်ဂျိုဟိုဘာရုကမလေးကျွန်းဆွယ်တောင်ပိုင်းမှာရှိတဲ့မကြီးမငယ်မြို့တစ်မြို့ဖြစ်ပါတယ်ဟေ့စင်္ကာရန်ကားကိုဟွန်းတီးလိုက်ကွာဘွန်ဟောကဒရိုင်ဘာကိုပြောလိုက်ပါတယ်အမြဲတမ်းပြုံးနေတတ်တဲ့စင်္ကာရန်ကတထေးကြီးရဲ့အမိန့်အတိုင်းဟွန်းတန်ပေးလိုက်တယ်ကားဟွန်းတန်တပွန်းပွန်းအဆက်မပြတ်ပေါ်ထွက်လာတဲ့အခါလူတွေအားလုံးရုပ်ရုပ်သေးသေးဖြစ်ကုန်ကြတယ်လမ်းသွားလမ်းလာတွေကရုတ်တရက်ရက်တန့်ပြီးအတန်လာရာစီကိုလှမ်းကြည့်နေကြတယ်ဈေးတွေတွေကအယောင်းဝယ်ရပ်ပြီးဆိုင်ငန်းတွေပေါ်ကနေပြေးဆင်းလာကြတယ်ကလေးတငယ်တွေကတော့အလံကြားနဲ့អော်ပြီးမိဘရင်ဝင်တွေကိုပြေးဝေကြတယ်တခဏအတွင်းမှာတော့လူအုပ်ကြီးဖြစ်သွားတယ်ဂျာပန်တထေးကြီးကကားရှည်ကန်းထိုင်ကုန်မှာထိုင်ပြီးမြင်ကွင်းကိုကဲခတ်ကြည့်ရှုနေတယ်ဆေးတွေနမူနာပြီးတော့လူတွေကအလွတ်အရက်တိုးဝေယူကြတယ်ဘွန်ဟောကလူအုပ်ကြီးကိုကြည့်ပြီးအလွန်ပီတိဖြစ်နေတယ်မကြခင်မှာပဲဂျိုဟိုဘာရုအတွက်ဝေစုကုန်သွားပါတယ်နောက်တနေရာကိုထွက်ခွာဖို့လုပ်တော့မြစ်တာလက်ဆောင်မရလိုက်တဲ့သူတွေကနောက်ကနေအတင်းပြေးလိုက်လာကြတယ်နောက်တနေရာရောက်တော့လဲအဲ့ဒီအတိုင်းပဲလူအုပ်ကြီးစုလာပြီးမြစ်တာလက်ဆောင်တွေကိုသူ့ထက်ငါအလူရက်တိုးဝေယူကြတယ်အီရာရီဒန်ဘာတူပါဟတ်နဲ့မူအာမြို့တွေမှာလည်းအချင်းချင်းထိုးကြိတ်ကြတဲ့အထိဖြစ်တယ်အဲ့ဒီနောက်မလက်ကာကိုရောက်လာတယ်မလက်ကာကိုအင်္ဂလိပ်တို့မသိမ်းပိုက်ခင်ကပေါ်တူဂီနဲ့ဒတ်ချ်တို့သိမ်းပိုက်အုပ်ချုပ်ခဲ့တာကြောင့်မြို့သွင်းပြင်းမှာပေါ်တူဂီနဲ့ဒတ်ချ်ယဉ်ကျေးမှုလက္ခဏာများပေါ်လွင်နေတယ်ဒါပေမဲ့လည်းတက်ခိုရိပ်သာများကတော့အင်္ဂလိပ်ပုံစံများပဲဖြစ်တယ်အင်္ဂလိပ်ဆိုရအမှုရမ်းများနဲ့ကုန်သည်များအတွက်တမင်ဆောက်လုပ်ထားခြင်းဖြစ်တယ်ဘုံဟောကသူ့အစင်တန်းရတာမန်အဲ့ရိပ်သာမှာမတဲခြင်းဘူးတဲခိုရိပ်သာမှာပဲတဲခြင်းတယ်ဒါကြောင့်သူ့လက်ထောက်တရုတ်အမျိုးသားလူငယ်စွန့်စစ်အေးကိုစုံစမ်းခိုင်းလိုက်တယ်တဲခိုရိပ်သာအကျိုစီကညင်းဆန်တော့စွန့်စစ်အေးကခမရတို့တဲခိုရိပ်သာမှာအခုတဲမဲ့လူကဘသူလဲဆိုတာခမရသိလားဥရောပတိုက်သားမဟုတ်ရင်ဘသူဖြစ်ဖြစ်ကျွန်တော်ဂရုမစိုက်ပါဘူးဒီနေရာကနိုင်ငံသားတွေအတွက်တက်တက်ဖွင့်ထားတာဗျဒါဆိုရင်အော်ဘွန်ဟောကဒီအဆောက်အုံတစ်ခုလုံးအပြတ်ဝယ်ယူပြီးခမရကိုကန်ထုတ်ပြလိုက်မယ်သိရလားမလမကန်စပွဲမှာထိုင်ပြီးစာရေးနေတဲ့လူလက်ပိုင်းအရွယ်ဟိုင်နန်သားမန်နေဂျာကအော်ဘွန်ဟောနာမည်ကိုကြားတော့ထိုင်ရာကထလာပြီးမေးပါတယ်ခမရကဂျာဗန်တထေးကြီးအော်ဘွန်ဟောကိုပြောတာလားတခြားဘသူရှိသေးလို့လဲသူပဲမှာလဲဗျာအပြင်မှာစောင့်နေတယ်မန်နေဂျာကအပြင်ကိုပြေးထွက်လာပြီးကြားကြီးကိုတောင်းပန်စကားပြောပါတယ်အဲ့ဒီနောက်အကောင်းဆုံးအခန်းမှာစင်းရင်သွင်းတယ်လက်ဖက်ရည်ဝဲယူလာပေးပါတယ်ထောင်ကဲပင်မနေမယ်ထင်တယ်အေးအေးဆေးဆေးအနားယူပါပင်မပြေအောင်အနှိတ်ခံမှုလေမိန်းကလေးတယောက်လှုပ်လိုက်ပါမယ်ကျုပ်အနှိတ်မခံခြင်းဘူး
ဟုတ်ကဲ့တခြားလိုချင်တာပြောပါခင်ဗျာအားလုံးရပါတယ်အမဲနှစ်ဝက်သားလုံးကျော်တိုးသားလုံးကျော်ကြက်သားလုံးကျော်အစုံရပါတယ်ခွေးသားရလားအဲ့ဒါတော့မရဘူးခင်ဗျဒါဆိုရင်တော့ကျွန်တော်အလုပ်ပြုတ်မှာပဲဥရောပသားတွေကတိတ်ပြီးတိကျတယ်ခင်ဗျဒါဆိုခောက်ဆွဲကြော်ပဲပေးပါကျုပ်အခန်းထဲမှာပဲစားမယ်ဂျာဗန်တထေးကြီးကတလျှောက်လုံးအောင်မွေးစင်လာနိုင်ခဲ့ပြီမဲ့မလေးရှားနိုင်ငံရဲ့မြို့တော်ကွာလာလမ်ပူသွားတဲ့လန်ခုလက်မှာတော့စိတ်ညစ်စရာဖြစ်ရတစ်ခုကိုအမှတ်မထင်ကြုံတွေ့ခဲ့ရပါတယ်။ကားတွေအတွက်ဓာတ်စီဝယ်ဖို့ကားချမ်းမျိုးကလေးမှာခစ်တက်ရကြတော့ထုံးစံအတိုင်းလူအုပ်ကြီးကဝိုင်းလာပြီးကြားရုပ်ကားကိုတအံ့တော်ကြည့်ကြတယ်။ဆေးနမူနာလက်ဆောင်တွေပေးတယ်။တရုတ်တမီနဲ့မလေးလူမျိုးတွေဝိုင်းအောင်လာပြီးသူ့ထက်ငါတိုးဝေလူကြတယ်လူအုပ်ကြီးရုံးရင်ဆန်ခတ်ဖြစ်နေတာကြောင့်အမှုရန်တယောက်ကကားဟုံးကိုတအားတီးလိုက်တယ်။အဲ့ဒီမှာကြားရုပ်ကားကကြားကောင်းကိုအထူးအဆန်းအဖြစ်ပွတ်တက်ကြည့်နေတဲ့မလေးအဖွားအိုတယောက်ကရုတ်တရက်ထွက်ပေါ်လာတဲ့ဟွန်းတန်ကြောင့်လန့်ဖြန့်ခုန်လိုက်တာမှာအနီးကရေမြောင်းလေးကိုလဲကျသွားပါတယ်။အဖွားအိုရဲ့အလန့်တကြားအော်တန်ကြောင့်သူ့မြေးကလေးတွေကမလေးလူမျိုးတယောက်ကိုအပြေးသွားခေါ်လာခဲ့ကြတယ်။အဲ့ဒီလူလက်ထဲမှာပါရန်လို့ခေါ်တဲ့မလေးဓာကြီးတက်လက်လဲပါလာတယ်။သူကအဖွားကြီးရဲ့သားဖြစ်တဲ့အပြင်အရက်လူကြီးလည်းဖြစ်တယ်။သူကလူအုပ်ကြားထဲမှာပေါ်ပေါ်လွင်လွင်ဖြစ်နေတဲ့စွန့်စစ်အေးကိုလှမ်းမြင်ပြီးဓာနဲ့ခုတ်ဖို့ပြေးလိုက်ပါတယ်။စွန်ကဓာတ်စီဆိုင်ဘက်ကိုထွက်ပြေးတယ်။အရက်လူကြီးကလည်းနောက်ကနေပြေးလိုက်လာတယ်။အဲ့ဒီမှာဓာတ်စီဆိုင်ပိုင်ရှင်ကဝင်ပြီးတားတယ်။သူကအရက်လူကြီးကိုမကြာခဏပတ်စံချေးတာကြောင့်သူတို့နှစ်ယောက်ကရင်းနှီးနေကြတယ်။ဓာတ်စီဆိုင်ရှင်ကအကြမ်းမဖက်ပဲရော်ကြီးသာတောင်းခံမှုပြောတော့အရက်လူကြီးကလက်ခံပါတယ်ထောင်ကဲကတထေးကြီးဗျခမရမိအတွက်သူကထိုက်ထိုက်တန်တန်ပေးပါလိမ့်မယ်ဒါဆိုဒေါ်လာ900ဗျရေမြောင်းနဲ့လဲကြရလောက်အတွက်ဒီလောက်တောင်းတာတော့များလုံးပါတယ်ဒါဖြင့်အဲ့ဒီထောင်ကဲနဲ့ပြောကြည့်ဗျဓာတ်စီဆိုင်ရှင်ကကြားကြီးကိုအကြောင်းစုံရှင်းပြတယ်ဒီတော့ကြားကြီးကဒေါ်လာ900တောင်းတာကတော့တက်တက်ဓမြတိုက်တာပဲကျုပ်ဒေါ်လာ90ပဲပေးမယ်ဒါမှသဘောမတူရင်မတရားပို့တောင်းမှုနဲ့ကျုပ်ရဲကိုတိုင်မယ်အဲ့ဒီမှာပဲရက်ွက်လူကြီးကကြားကြီးရဲ့အရှိန်ဝါကိုလည်းမြင်တယ်သူ့အခြေအနေကိုလည်းသိတယ်ဒေါ်လာ90ကရက်ွက်ထဲမှာအမှုသေးအမှုမွားကလေးကိုစစ်ဆေးလို့သူရတဲ့ပတ်စံတဲ့အစပေါင်းများစွာများနေတယ်ဒါကြောင့်နောက်ဆုံးတော့ဒေါ်လာ90နဲ့ပြေလည်သွားတယ်ဒါပေမဲ့လည်းဘုံဟောကတော့ဒီအသေးအဖွဲအနှောက်ယှက်ကလေးကြောင့်စိတ်မကြည်တော့အဲဒါကြောင့်ရှေ့ကိုခီးမဆက်တော့ပဲနောက်ကိုပြန်လှည့်ဖို့ဆုံးဖြတ်ပြီးကားဒရိုင်မာကိုကွာလာလာပူပူရာကိုမောင်းမှုပြောလိုက်တယ်။ပရိုင်းမြို့ကိုယထာစီပြီးအဲ့ရတစ်စစ်ပီနန်ကိုကရိုတင်မောစီဖို့ဖြစ်တယ်။ပီနန်ကိုရောက်မှဇနီးကျော်ကလေးဤကွင်စားရဲ့ရင်ခွင်မှာကိုပန်းစိတ်ပန်းဖြေတော့မယ်။ဘုံဟောကပီနန်မှာတပတ်ခန့်သာနေမယ်လို့စိတ်ကူးလာခဲ့ပြီးမဲ့အခုတော့အနည်းဆုံး3ပတ်လောက်နေဖို့ဆုံးဖြတ်လိုက်တယ်အဓိကအကြောင်းကတော့တတိယဇနီးကလေးဤကွင်ဆန်းနဲ့ကြာကြာနေချင်တာကြောင့်ဖြစ်တယ်ပီနန်ကိုရောက်ပြီးနောက်တစ်နေ့မှာတော့ဘွန်ဟောကကြားတသိက်စေးဝါကိုယ်စလဲအုံးကိုခေါ်တွေ့တယ်အုံးရဲ့တင်ပြချက်တွေကိုနားထောင်ပြီးတဲ့နောက်သူ့မျိုးနယ်ဝင်ဟက်ကာများရဲ့တိုင်တော်မှုနဲ့ပတ်သက်ပြီးဘွန်ဟောကဒီလိုပြောပါတယ်အဲ့ဒီလူတွေနဲ့ပတ်သက်ပြီးဘာပဲလုပ်လို့ဘလို့ပဲလုပ်လို့ကျုပ်ဘာမှမပြောဘူးကျုပ်လိုချင်တာကခမရဲ့လစဉ်ရောင်းရငွေတိုးတက်ဖို့ပဲခမရဲ့အဓိကရည်ရွယ်ချက်ကအမြတ်ရဖို့ပဲဖြစ်ရမယ်အဲ့ဒီတော့ဒီနေ့ကစပြီးခမပြန်သွားတဲ့အထိဘသူကဘာလာပြောကျုပ်ဂယုစိုက်မှာမဟုတ်ဘူးပီနန်ကနေဘွန်ဟောပြန်ရောက်လာပြီးတဲ့နောက်3-4လခန့်အကြာမှာတော့ဤကိစ္စမှာကိုဝင်ရှိနေပြီဖြစ်ကြောင်းတစ်ချိန်တည်းမှာပဲဒီကိုဝင်ဟာဘွန်ဟောနဲ့ရတဲ့ကိုဝင်မဟုတ်ကြောင်းဤကိစ္စကဘွန်ဟောမလာရောက်တဲ့အချိန်တွေမှာတခြားယောက်ျားတွေနဲ့တွဲခုန်နေကြောင်းစတဲ့စိတ်မချမ်းသာစရာသတင်းကဘွန်ဟောရဲ့နားကိုရောက်လာတယ်ဒီသတင်းကပထမဇနီးဖိဟောင်ရဲ့ပီနန်မှာရှိတဲ့ဦးလေးကြီးကနေတဆင့်ရောက်လာခြင်းဖြစ်တယ်ဒီသတင်းကိုကြားစားတော့ကဘွန်ဟောကစိတ်မစိုးရုံကမကပြုံးမိသေးတယ်သူကိုမနာလိုသူတွေကသူ့အကြောင်းအမျိုးမျိုးအမတ်နာပါပြောကြတာသူ့အဖိုးကတော့အဆန်းမဟုတ်တော့ဒါပေမဲ့ဒီသတင်းက
ကြာလီပို၍အတန်ကျဲလာလီဖြစ်လာတဲ့အခါမှာတော့ဘွန်ဟောမှာနေမထိထိုင်မသာနဲ့တော်တော်ခံမြင်လာမိတော့တယ်ဒါပေမဲ့လဲသူကကမှုရှုလို့မလုပ်ပဲသူ့ဂုံတိတ်ခါကိုသူထိန်းတယ်တစ်ချိန်တည်းမှာသူကဝိကိဉ္စရဲ့ဖြူစင်ရိုးသားမှုကိုလည်းအကျွမ်းမဲ့ယုံကြည်တယ်နောက်ဆုံးတော့ညီဖြစ်သူပွန်ပါနဲ့တိုင်မီပြီးဝိကိဉ္စတို့သားမိကိုစင်ကူဘူကိုခေါ်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့ဝိကိဉ္စကကိုလေးလက်ဝင်ကြီးနဲ့ပဲစင်ကာပူကိုရောက်ရှိလာတယ်သူနဲ့အတူသူ့မိခင်ကြီးအပြင်အိမ်ဖော်တယောက်လည်းပါလာတယ်သူတို့ကနီးလန်းနဲ့ကန်တော်မင်လန်းထိပ်ကအိမ်မှာတီးခြားနေထိုင်စေတယ်အကောင်းဆုံးအိမ်တော်ပြည်ဘောကတွေကိုလည်းဝယ်ပေးတယ်အဲ့ဒီအိမ်ကနေလှမ်းကြည့်မယ်ဆိုမီတာ100ခန့်သာဝေးတဲ့အိမ်အန်တောင်ဆေးတိုက်ကြီးကိုလည်းကောင်းစွာမြင်ရတယ်အိမ်တော်ရဲ့ပြဿနာဖြေရှင်းပြီးတဲ့အခါဘွန်ဟောကစီးပွားရေးပြဿနာပဲကိုလှည့်ပြန်တယ်ကမ္ဘာစီးပွားရေးရဲ့အဓိကမန်နိုင်ဖြစ်တဲ့အမေရိကန်နိုင်ငံနယူးယောက်မြို့ Wall Street လမ်းမမှာရှိတဲ့ Stock ဈေးကွက်က1929ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာပြက်ပြီးကမ္ဘာတဝန်းလုံးစီးပွားရေးကျဆင်းသွားတယ်။ကြီးကြီးငယ်ငယ်ကုမ္ပဏီပေါင်းများစွာဒေဝါလီခံကြရပြီးအလုပ်သမားတွေတန်းနဲ့ချီပြီးအလုပ်ပြုတ်ကုန်ကြတယ်။ဘွန်ဟောတို့ညီကိုနှစ်ယောက်ကလည်းအိမ်အန်တောင်ဆေးတိုက်ကြီးရက်တည်နိုင်ရေးအတွက်အခန်းတကားပိတ်ပြီးအကြံထုတ်ကြရတယ်။အမြဲတမ်းအကောင်းမြင်သမားဖြစ်သူဘွန်ဟောကအစိုးရကအကောင်းကိုကြိုမြင်တယ်။ဒါကြောင့်သူကဒီလိုပြောပါတယ်။ပြီးခဲ့တဲ့စစ်ပွဲကြီးတုန်းကအခြေအနေကိုပြန်ကြည့်ပါညီလေးအကိုလေးဘာကိုပြောတာလဲအဲ့ဒီတုန်းကဘာမှမဟုတ်ဖ ೇನೆ လူတွေအတွင်းယုံသေးကုန်ရတာပဲမသိဘူးကွရှင်နေရှင်ကြံရတဲ့လူတွေကိုပြောတာသူများတွေစီးပွားပြတ်သွားချိန်မှာတို့ကကုန်ချမ်းတွေနင်းကန်ဆိုပြီးဆေးတွေပို့ထုတ်နိုင်ခဲ့တယ်မဟုတ်လားပတ်စံတွေအများကြီးရခဲ့တယ်မဟုတ်လားဒါပေမဲ့အခုလိုတစ်ကမ္ဘာလုံးစီးရဲငတ်ပြတ်နေတဲ့အချိန်မှာဘယ်သူကဆေးတွေဝယ်နိုင်မှာလဲစင်ရဲချမ်းသာသာလူတိုင်းမကြမ်းမမာဖြစ်တယ်မကြမ်းမာရင်ဆေးဝယ်ကြမှာပဲစင်ရဲသားတွေဆရာဝန်စီမသွားနိုင်ဘူးဒါပေမဲ့သူတို့ကတို့ဆေးတွေကိုပတ်စံနေနဲ့ဝယ်နိုင်တယ်တို့ကလည်းဈေးချပြီးရောင်းမယ်တို့ကိုကုန်ချမ်းပေးသွင်းသူတွေကလည်းပတ်စံလိုနေတယ်ဒါကြောင့်သူတို့ကလည်းကုန်ချမ်းကိုအရင်ကတည်းကပို့လျှော့ပြီးရောင်းကြလိမ့်မယ်အဲ့ဒီတော့တို့ကဈေးလျှော့ရောင်းလေအမြတ်များရမှာတေးကြတယ်ဘွန်ဟောကအပြောနဲ့လုံညီသူဖြစ်ပါတယ်ဒါကြောင့်သူကအချိန်ဆွဲမနေပဲနိုင်ငံအရရမှာရှိတဲ့ကုန်ကျန်းပစ္စည်းပေးသွင်းသူများတို့သူမှာတဲ့အရေးအတွက်တိုင်းအမြန်ဆုံးပို့ပေးဖို့အမှားစာတွေပို့လိုက်ပါတယ်ကုန်ကျန်းရှင်များကိုလည်းကမ္ဘာစီးပွားရေးအခြေအနေရလျှော့ဈေးနဲ့ရောင်းဖို့မြစ်တာရက်ခံတယ်သူတို့ကလည်းလျှော့ဈေးနဲ့ရောင်းတယ်ဘွန်ဟောကလည်းလျှော့ဈေးနဲ့ပြန်ရောင်းတယ်သူများတွေစီးပွားပြက်နေစဉ်သူ့မှာစီးပွားတက်နေတယ်ဒါကပဲစီးပွားရေးဖြစ်တယ်ရှေ့ကိုကြိုးမြင်လေအကျိုးရှိလေဖြစ်တယ်ဒါပေမဲ့လည်းသူကအကျိုးအမြတ်ကိုသူ့တယောက်တည်းမခံစားသူ့ဆေးတွေကိုဈေးလျှော့ရောင်းခြင်းဖြင့်စင်ရဲသားတွေကိုလည်းမျှဝေပေးတယ်တစ်ချိန်တည်းမှာပဲသူကဘာသာရေးအတွက်လည်းရဲရောလှူဒန်းတယ်ပီနန်ကျွန်းအေယာအီတန်မျိုးရှိခက်လော်စီတရုတ်ဗုဒ္ဓဘာသာကျောင်းကိုတိုးချဲ့ပြုပြင်ဖို့ကျောင်းထိုင်ဆရာတော်ကဂျာဗန်တထေးကြီးထံမှအလှခံပါတယ်တပည့်တော်ကဖျားเจ้าကိုပြင်ယုံမှာမကအသက်ပယ်ဆုံးဇေဒီတော်ကြီးတဆူလဲလှူပါမယ်မလေးရှားတနိုင်ငံလုံးမှာရှိတဲ့အလားတူဇေဒီတွေထွက်ပို့ပြီးကြီးကျယ်စေရမယ်အရှင်ဖျားကတော့တိမှမဟုတ်ဘူးတပည့်တော်ကတော့အဲ့ဒီခက်လော်စီဖျားเจ้าဝင်းထဲမှာတပည့်တော်ရဲ့တတိယဇနီးလေးနဲ့စပြီးတွေ့ခဲ့ရတာပါဗျာဘုန်းတော်ကြီးကအလွန်သဘောကျသွားပြီတာရုပါတကားကြီးတာရုတကားကြီးနဲ့တကွဇနီးသားသမီးတွေအားလုံးလိုရာဆန္ဒပေါင်း1000နဲ့တလုံးတဝတွေပြေဝကြပါစေအမှန်တိုင်းပြောရရင်တကားကြီးရဲ့တရားဟာအလွန်တရာမှကြီးမားလာပါတယ်ဒါကြောင့်တကားကြီးရဲ့စီဒီကိုလည်းအော်ဘွန်ဟောစီဒီလို့ခေါ်ကြရအောင်ဒါမှတကားကြီးလွန်သွားပြီမဲ့တကားကြီးနာမည်ကအမြဲတမ်းတည်ရှိနေလိမ့်မယ်ဒီအလှကတပည့်တော်တယောက်တည်းရဲ့အလှမဟုတ်ပါဘူးဖေဟာတပည့်တော်ရဲ့ညီလေးကလည်းပါပါတယ်တပည့်တော်တို့ညီကိုနှစ်ယောက်အတူတူလက်တွဲလောက်ကင်လာလို့အခုလိုလှူနိုင်တာပါဒါကြောင့်ဘာပဲလှုပ်လို့ညီကိုနှစ်ယောက်စလုံးအတူတူလှုပ်ချင်ပါတယ်အတူတူခံစားချင်ပါတယ်ဒီတော့ဘလို့နာမည်ပေးကြမလဲ
ခန္ဓာကြည်ကြည်တဲ့နာမည်မျိုးမှဖြစ်မှကောင်းမယ်ဖျား1000စီဒီလို့နာမည်ပေးပါမယ်ဖျားအရှင်ဖျားပေးတဲ့စုတစုစီအတွက်ဖျားတစ်ပါးစီပေါ့ဖျားကောင်းနေအလွန်ကောင်းနေသာဓုဒီလိုနဲ့မလေးရှားနိုင်ငံမှာဘုံတကူအကြီးဆုံးဖျားကြီးပေါ်ပေါက်လာခဲ့ပြီးယနေ့ထက်တိုင်တည်ရှိစေဖြစ်ပါတယ်1930ပြည့်နှစ်ဖေဖော်ဝါရီလတနေ့မှာတော့ဤကိစ္စကသာဥယတနာမွေဖွားတယ်ဘိုးဟောကသူ့ရင်သွေးကလေးကိုအော်အေဟောလို့နာမည်ပေးပါတယ်ဟုတ်ကင့်ဘာသာစကားနဲ့ပထမကြားလို့အဓိပ္ပာယ်ရတယ်ဘိုးဟောကသူ့သားကလေးရဲ့နာမည်ကိုရည်ရွယ်ချက်နဲ့မှဲ့ခြင်းဖြစ်တယ်သူ့ရဲ့စီးပွားရေးအင်ပါယာကြီးကနှစ်ပေါင်း1000ရှည်ကြာရမယ်ဒီအင်ပါယာကြီးကိုတည်ထောင်သူရဲ့နာမည်ဒီလဲအလားတူရှည်ကြာရမယ်လို့ခံယူတယ်သားကလေးမွေးလာတော့သူကခက်လော်စီဖျားเจ้าကနေဘုန်းတော်ကြီးရဲ့ဆုတောင်းပတ္တနာကိုတွားပြီးတတိယမိတယ်အဲ့ဒါကြောင့်တိဆောက်ဆဲဖျား1000စီဒီကိုသူ့လိုအင်တိုင်းတိဆောက်မဆောက်သိနိုင်မှုပီနံကိုနောက်တစ်ခေါက်ကိုယ်တိုင်တွားကြည့်တယ်သူညွှန်ကြားချက်အတိုင်းအဆင့်9ဆင့်နဲ့တပ်ပယ်စွာတိဆောက်ထားတာကိုမြင်ရတော့သူအလွန်ကျဉ်နဲ့ဝမ်းမြောက်မိတယ်ဇေဒီတော်ကကုန်းမြင့်ပေါ်မှာတည်ရှိနေတာကြောင့်အောက်ကိုကြည့်လျင်တစ်ပင်တွေဝေစာနေတဲ့မြေပြန့်ရှုခင်းကျယ်ကြီးကအလွန်ပတာဒလှပပါပေတယ်သားကလေးအော်ဟေဟောတလသားအရွယ်ရောက်လာတဲ့အခါပထမဇနီးကြီးဖေဟောင်ကသူ့သားအဖြစ်မွေးစားဖို့အတင်းတောင်းတယ်ပြီးကိန်းစားကသူ့ရင်သွေးလေးကိုမပေးချင်ပေမဲ့ဖေဟောင်ကသူ့အပေါ်ချစ်ခင်ကျင်နာစွာဆက်ဆံတာကြောင့်တကြောင်သူတို့နှစ်ယောက်လုံးကပီနံသူဖြစ်တာကြောင့်တကြောင်နဲ့မွေးစားဖို့ပေးလိုက်ပါတယ်စီးပွားပြက်ကာလကတစ်နှစ်တာရှည်ကြာခဲ့ပြီတကဘာလုံးရဲ့အခြေအနေကလည်းစိုးဝါးနေသေးပါအနာဂတ်မှာကောင်းလာမယ့်အရေးရောင်ကိုပင်မမျှော်မှန်းနိုင်ကြစားသုံးသူတွေမှာပတ်စံမရှိတာကြောင့်ကုန်ထုတ်စိတ်ယုံတွေတစ်ခုပြီးတစ်ခုပိတ်သွားကြရတယ်မလေးရှားမှာတန်တက်ထုတူဖော်ရေးလုပ်ငန်းတွေရက်စဲသွားကြတယ်ရောဘာဂျန်တွေရောဘာဈေးတွေမခံရတော့ဗြိတိရှစိုက်ပျိုးရေးသမားတွေလည်းအလုံးမဖြစ်လို့အင်္ဂလန်ကိုပြန်ကုန်ကြတယ်လက်အောက်ခံနိုင်ငံမှာအလုတ်လက်မဲ့ဖြစ်ရခြင်းထက်အမိနိုင်ငံမှာတရောင်းစားဖြစ်ရခြင်းကပိုကောင်းတယ်လို့ခံယူကြသောကြောင့်ဖြစ်တယ်။ရောင်းကုန်ပစ္စည်းမျိုးစုံတောင်လိုပုံနေခဲ့တဲ့စင်ကာပူရဲ့ကုန်သွယ်ရေးလုပ်ငန်းမှလည်းလျှော့ကျသွားတယ်။ဘောတို့ညီကိုကလွဲရင်လူတိုင်းစီးပွားရေးကတ္တံကိုအလူးလဲခံနေကြရတယ်။ဘောကဈေးလျှော့ရောင်းခြင်းနဲ့ဝယ်သူကိုထိန်းထားတယ်။စင်ရဲသားတွေကအလွန်ဈေးသက်သာတဲ့ကြားတစိတ်ဆေးကိုသာအဓိကထားအားကိုးကြတယ်။ဆရာဝန်ထံမသွားဘဲ$ချွေတာရင်$ဖို့ထမင်းပို့စားရမယ်လို့ခံယူကြတယ်။အဲဒါကြောင့်အိမ်အန်တောင်ဆေးတိုက်ကြီးမှာရခင်ကားထက်ပိုပြီးဝင်ငွေကောင်းလာတယ်။ငတ်မှုသူတွေကလည်းတနေ့တခြားတိုးပွားလာတာနဲ့အမျှဘွန်ဟောရဲ့ဝေတန်ဒရာအလှပွဲကြီးကလည်းတနေ့မစဲချိန်သေးသူကစတူဒီတာထမင်းလူစခန်းများကိုစံအိတ်တွေမရေမတွက်နိုင်အောင်အမြဲလူရန်နေတယ်။ထမင်းလူစခန်းတွေကိုလည်းဘသူပဲလာဘသူမှဝမ်းမဝပဲမပြန်ရဘောကရဲရောလှူဒန်းတယ်လို့အလူခံစင်းရဲသားတွေကပြန်လေပြီးရဲရောကျေးဇူးတင်ကြတယ်လိုက်လေကောင်းကြီးဩဘာပေးကြတယ်တကဘာလုံးစီးပွားရေးကကြီးစိုက်နေချိန်မှာမုတ်တုံလေးပြင်းတိုက်ခိုက်ပြီးကောင်းကင်တစ်ပြင်လုံးလဲမဲမောင်နေတယ်ဒါပေမဲ့ဘုံဟောရဲ့ဘဝတစ်ခုလုံးကတော့လင်းလက်နေပါတယ်မိုးကြီးရွာသွန်းတဲ့ဒီဇင်ဘာတစ်နေ့မှာဘွန်ဟောအတွက်ဥကိန်းစာကဒုတိယမြောက်အမွေခံသားကလေးတယောက်ထပ်မံပေးခဲ့ပြန်ပြီမဟုတ်ပါလားဘွန်ဟောကဒီသားလေးကိုဂျီဟောလို့နာမည်ပေးတယ်ဒုတိယကြားလို့အဓိပ္ပာယ်ရတယ်ဒါပေမဲ့လည်းဒီကလေးကမိခင်တို့ထွက်နေလို့ရှိရင်အယံပနံအတင်းအားညစ်ပြီးဆိုတတ်တာကြောင့်သူ့အမေကတကယ်ဟောခရာကလေးပဲလို့ပြောရကနေဟောခရာလို့နာမည်တွင်လာခဲ့တယ်ကြားကလေးလို့ဆိုလိုခြင်းဖြစ်ပါတယ်ဥကိန်းစာဒုတိယမြောက်သားကလေးမွေးလို့ဖိဟောင်တို့ជីတို့လာရောက်ကြတယ်အားလုံးကဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်ဒါပေမဲ့ជីကသူများထက်ပိုပြီးဝမ်းသာပုံရတယ်သူဘာကြောင့်ပိုပြီးဝမ်းသာရကြောင်းကိုမကြာမီအားလုံးသိကြရတော့တယ်ဥကိန်းစာရဲ့သားဦးကလေးကိုဖိဟောင်ကမွေးစားတယ်လို့ជីကလည်းအခုဒုတိယသားကလေးကိုမွေးခြင်းတယ်လို့တောင်းဆိုတယ်ဒါပေမဲ့ဥကိန်းစာကမပေးပါဘူးသူကနှစ်ယောက်စလုံးကိုမပေးနိုင်ဘူး
မိခင်ရင်းကတယောက်တော့ရင်အုပ်မကွာမွေးခြင်းနေလို့ပြောတယ်ဒီမှာជីကကလေးကိုတောင်းပေးဖို့သူ့လင်းတော်မောင်ကြီးကိုအတင်းပူစားတယ်ဒါပေမဲ့ဘွန်ဟောကဝိကိန်စာထံကအတင်းကျပ်မတောင်းပါမင်းကအခုမှအသက်23နှစ်ပဲရှိသေးတာနောက်လေကလေးတွေအများကြီးမွေးနိုင်သေးတာပဲလောက်သာပြောပါတယ်ဒါကိုတော့သိခံပါကိုကြီးရဲ့ကျမရဲ့ဒီသားလေးကိုတော့ကျမပဲမွေးပြရသေးကျမမပေးလို့အကိုကြီးဒေါသထွက်ရင်လေကျမကိုသိခံစေခြင်းပါတယ်ခွင့်လွတ်စေခြင်းပါတယ်ဒီခါမှာတော့ဘွန်ဟောကလည်းဘာမှမပြောတော့ဒီလိုနဲ့မကြသေးမီကမှပြည်လည်မှုရရှိခဲ့တဲ့ဝိကိန်စာနဲ့ជីတို့ရဲ့ဆက်ဆံရေးကလည်းတဖန်ပြိုကွဲသွားခဲ့ရပြန်တော့တယ်1932ခုနှစ်မူကတင်ကိုဂျပန်သိမ်းနေဂျပန်ကတရုတ်ပြည်ရဲ့ကျေပြောမှုကိုမျက်စိကျပြီးမိမိနိုင်ငံ၏လူဦးရေပြွတ်သိမ့်နေတဲ့ကျွန်းစုတွေကစက်မှုလုပ်ငန်းတွေကိုတရုတ်ပြည်ထဲကိုပြောင်းရွှေ့နေရာချထားခြင်းလေဒါကြောင့်ဂျပန်ကတောင်ပိုင်းမန်ချူရီးယားမြေထားလမ်းကိုစတင်တိုက်ခိုက်တယ်ဒီအဖြစ်ရအတွက်တရားခံအဖြစ်တရုတ်စင်မင်းချန်ဆွေလင်းရဲ့စစ်တပ်ကိုဂျပန်ကအပြစ်တင်လိုက်တယ်ဂျပန်တပ်တွေကမူကတင်အပြင်ဘက်ရှိချန်ဤတပ်ကိုဝင်ရောက်တိုက်ခိုက်ပြီးအဲ့ဒီဒေသတစ်ဝိုက်ကိုသိမ်းပိုက်လိုက်တယ်။ဒါကဂျပန်တို့ရဲ့မန်ချူရီးယားပြည်နယ်တစ်ခုလုံးသိမ်းယူခဲ့တယ်။တရုတ်ပြည်ရဲ့နောက်ဆုံးဧကရာလို့ထင်ရှားတဲ့ဟင်နရီပူရီယာဂျပန်တို့ကယာယီသမရအဖြစ်တင်မြှောက်တယ်။နောက်ပိုင်းမှာမန်ချူကိုရုပ်သေးဧကရာဖြစ်လာတယ်။1931မှာပဲကွန်မြူနစ်တို့ကလည်းကန်စီပြည်နယ်ဂျူချီမြို့မှာမော်စီတုံးကိုဥက္ကဋ္ဌတင်မြှောက်ပြီးတရုတ်ဆိုဗီယက်သမရနိုင်ငံတည်ထောင်ရတယ်။ဒါပေမဲ့လည်းဂျပန်တို့ရဲ့ကျူးကျော်သိမ်းပိုက်မှုကြောင့်၎င်းမော်စီတုံးနဲ့ချန်ကိန်ရှိတ်တို့ရဲ့စစ်ပြိုင်မှုကြောင့်၎င်းဂျာပန်တထေးကြီးအော်ဘွန်ဟောအဖို့တိတိတာတာကြီးထိခိုက်နစ်နာမှုမရှိပါ။သူကတရုတ်ပြည်မကြီးတွေကိုတိုးချဲ့ဝင်ရောက်နိုင်ရေးအတွက်စီမံကိန်းတွေကိုပုံမချမှတ်လုပ်ကိုင်းနေစာတင်ကျောင်းတွေကိုပုံမဆောက်လုပ်လှူဒန်းနေချန်ကင်ရှိရဲ့ကူမင်တန်အစိုးရအဖွဲ့ကိုလည်းငွေကြေးပုံမထောက်ပံ့တယ်။တစ်ချိန်တည်းမှာပဲဂျပန်စန့်ကျင်ရေးလှုပ်ရှားမှုကလည်းပြင်းထန်လာတယ်။ရှန်ဟဲမြို့ကတရုတ်တို့က1932ခုနှစ်မှာဂျပန်ကုန်ပစ္စည်းတွေကိုလုံးဝတပိတ်မှောက်ကြတယ်။ဒီမှာဂျပန်တွေကသူတို့ရဲ့ဖုံးတော်ကြီးအချို့ကိုတပ်ဖြတ်ပြီးဒီလုပ်ရက်ကိုတရုတ်တို့ရဲ့လုပ်ရက်အဖြစ်ဆွဆွဲပြီးဂျပန်စန့်ကျင်ရေးလှုပ်ရှားမှုကိုလုံးဝဖြိုခွဲပစ်ဖို့အပြင်းအထန်အားထုတ်တော့တယ်။ဂျပန်တွေကကြီးတပ်ကိုရေတပ်အင်အားထပ်ဖြည့်တယ်။တရုတ်တို့ရဲ့အမှတ်19တပ်မကြီးကကျူးကျော်သူများကိုကြံ့ကြံ့ခံတိုက်ခိုက်တယ်။ဂျပန်တို့ကလည်းတပ်တွေထပ်ဖြည့်တယ်။နောက်ဆုံးမှာပြန်ဆုတ်ကြရတယ်။ရှန်ရဲ့မှာဂျပန်စန့်ကျင်ရေးဆန္ဒပြပွဲတွေပေါ်ပေါက်လာတယ်။ဒါကိုအကြောင်းပြုပြီးဂျပန်ကတရုတ်ပြည်တွေကိုစစ်တပ်တွေထပ်မံပို့လာတယ်။နေရအနှံ့ပြတိုက်ပွဲတွေဖြစ်ပွားတယ်။နောက်ဆုံးတရုတ်ပြည်တစ်ပြည်လုံးကိုပြန်သွားပြီး1939မှာတော့တကယ့်ကမ္ဘာစစ်ကြီးအဖြစ်ကိုရောက်ရှိလာတော့တယ်။အဲ့ဒီအချိန်ရှန်ဟဲကကြားတစိတ်ဆေးတွေကအလွန်တွင်ကျယ်လျက်ရှိတယ်။ရှန်ဟဲကဟောင်ကောင်မှတပါအကျိုးအမြတ်ရှိဆုံးတရုတ်ပြည်ဌာနခွဲဖြစ်တယ်။ရှန်ဟဲဌာနခွဲကမန်နေဂျာလီရှေထုံကလည်းစူပွက်နေတဲ့ရှန်ဟဲမှာမနေရဲလို့စင်ကာပူကိုပြေးလာခဲ့တယ်။လီကလူပြိုကြီးဖြစ်ပါတယ်။ညီမနဲ့အတူနေတယ်။အော်ဘွန်ဟောကလီတို့မောင်နှမကိုတန်ကလင်လန်းမှာရှိတဲ့စံအင်ကြီးနောက်ကဘိုးတဲကလေးမှာနေထိုင်စေတယ်။သူတို့ကိုအောမိသားစုလိုပဲဆက်ဆံတယ်။အောမိသားစုနဲ့အတူထမင်းစားကြရတယ်။အိမ်စီတွေအများကြီးထားပေးတယ်။လီကိုအင်အန်တောင်ဆေးတိုက်ကြီးရဲ့မန်နေဂျာဖြစ်ခံတယ်။ဒီလိုနဲ့သူကကြားတစိတ်ဆေးဝါးလုပ်ငန်းကြီးမှာတတိယမြောက်အကြီးအကဲဖြစ်လာတယ်။အော်ဘွန်ဟောကလီရဲ့အရေးချင်းနဲ့တစ္ဆာရှိမှုကိုစိတ်ချယုံကြည်တဲ့ဒါကြောင့်လီကိုသူ့ရဲ့လူယုံကိုယ်စားလှယ်အဖြစ်ခန့်ထားတယ်။လီကတင်နန်းစင်းစင်းရင်ငိုင်ဖြစ်တယ်။အင်အန်တောင်ဆေးတိုက်ကြီးရဲ့လုပ်ငန်းတစ်ခုလုံးကိုစင်းရင်အင်းရှူတောင်းနဲ့စစ်ဆေးကြည့်တဲ့အခါဖြစ်ကြရဆန်စခန်းသွားနေတာကိုတွေ့ရတယ်။ဆုံးဖြတ်ချက်အားလုံးကိုအော်ဘွန်ဟောတူတွေကချက်မှတ်တယ်။သူညီအော်ဘွန်ဘာနဲ့တခါတလေမှသာတိုင်မင်းတယ်။များသောအားဖြင့်စိတ်လိုက်မှန်ပါဆုံးဖြတ်တတ်တယ်။စင်းရင်အင်းလည်းစနစ်တကျမရှိအရေးကြီးဆုံးလုပ်ငန်းဆက်သွယ်မှုတွေနဲ့ပတ်သက်ပြီးမှတ်တမ်းမှတ်ရလဲပြည့်ပြည့်စုံစုံမရှိဘဲနဲ့ဒီလုပ်ငန်းကြီးဒီလောက်ချောမွေ့စွာလဲပတ်နေတာကိုလဲလီကအံ့ဩနေမိတယ်။ဒါကြောင့်လုပ်ငန်းတစ်ခုလုံးကိုမလွဲမသွေပြန်လဲဖွဲ့စည်းရမယ်လို့လီကယူဆတယ်။အင်အန်တောင်ဆေးတိုက်ကြီးကအလွန်ကြီးထွားလာနေတယ်။လူကိုနှစ်ယောက်တို့ရဲ့ဖက်ဆက်လုတ်ကိုင်မှုက
တမန်လုပ်ငန်းလေးအတွက်အဆင်ပြေပေမဲ့ကြားတစိတ်စေဝါထုတ်လုပ်ရေးလုပ်ငန်းကြီးအတွက်တော့မသင့်တော်တော့ခင်မမီတော့ဒါကြောင့်ဒီလုပ်ငန်းကြီးကို limited company အဖြစ်ပြန်လည်ဖွဲ့စည်းရမယ်လို့လီကတွေးမိတယ်ဘုံဟောကတော့အနောက်တိုင်းစီမံခန့်ခွဲရေးနည်းစနစ်တွေကိုမသုံးဘဲသူ့လုပ်ငန်းကြီးအောင်မြင်စွာလည်ပတ်နေခြင်းအတွက်အလွန်ခုံယူနေပါတယ်တကယ်တော့အနောက်တိုင်းနည်းစနစ်တွေကိုလည်းသူနားမလည်အဲ့ဒါကြောင့်ဒီနည်းစနစ်တွေကိုကျင့်သုံးလို့စိတ်လည်းမရှိဘူးဒီလိုနဲ့လီကခေါင်းမာနေတဲ့ဂျာပန်တထေးကြီးကိုအချိန်ယူပြီးဖြောင်းပြနာချရတယ်သူ့လုပ်ငန်းကြီးကိုခင်မီကုမ္ပဏီကြီးအဖြစ်စနစ်တကျပြန်လည်ဖွဲ့စည်းဖို့တိုက်တွန်းနေလီရဲ့တင်ပြချက်ကိုခေတ်ပညာတတ်ဖြစ်တဲ့အော်ပွန်ပါကလည်းထောက်ခံတယ်သူပြောတာအဓိပ္ပာယ်ရှိတဲ့အခုလေကျွန်တော်တို့ကအင်အန်တောင်ကိုတာမန်ဈေးဆိုင်ကလေးလိုလုပ်ကိုင်နေလို့မဖြစ်တော့ဘူးကျွန်တော်တို့လုပ်ငန်းကတိတ်ပြီးကြီးကျယ်နေပြီကျွန်တော်တို့နာမည်ကနံပါတ်1ဆင့်ရောက်နေပြီပြီးတော့ထူးခြားတာကဒီနှစ်ကအကိုလေးတို့မိသားစုလုပ်ငန်းမှာမင်္ဂလာရှိဆုံးနှစ်ဖြစ်လိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့အခုအကိုလေးအသက်က50ရှိပြီဒါဟာရာစုနှစ်တစ်ဝက်ပဲဒီလိုတက်တန်းရာစုနှစ်တစ်ဝက်ပြည့်တဲ့အချိန်မှာနောင်လာမယ့်မျိုးဆက်အတွက်လက်ဆင့်ကမ်းမဲ့လုပ်ငန်းကြီးကိုခိုင်ခိုင်မာမာစနစ်တကျပြန်လည်တည်ဆောက်တာကအလွန်ကောင်းမွန်တဲ့လုပ်ရပါအကိုလေးလီနဲ့ဘွန်ပါတို့ရဲ့အားပေးစကားကိုကြားပြီးတော့အဲ့ဒီလိုကုမ္ပဏီပြန်ဖွင့်ရင်ငါအနေနဲ့အရင်ကလိုခွင့်ရရအောင်မလားဘာလို့မရရမှာလဲအကိုလေးကအဓိကအဆုရှယ်ယာပိုင်ဖြစ်နေသမျှအခွင့်အရေးတွေအပြည့်အဝရနေမှာပဲဒါပေမဲ့ဒီလုပ်ငန်းကငါတယောက်တည်းပိုင်တာမဟုတ်ဘူးဘွန်ပါနဲ့ငါနဲ့2ယောက်ပိုင်တာတယောက်တစ်ဝက်စီပိုင်တာဒါကပြဿနာမဟုတ်ပါဘူးကုမ္ပဏီပြန်ဖွဲ့တော့လေ2ယောက်ဆက်တူပိုင်လို့ရပါတယ်အဲ့ဒါကိုကုမ္ပဏီစီးမင်းဥပဒေရေးဆွဲတဲ့ရှင်တွေကကြည့်လုပ်ပေးပါလိမ့်မယ်ငါကကုမ္ပဏီပိုင်ပတ်စံတွေကယူပြီးလှူခြင်းနဲ့စင်းရဲသားတွေဘာသာရေးအသင်းဖွဲ့တွေကိုငါသဘောရှိလှူခြင်းတာဒါလည်းရတယ်ကုမ္ပဏီရဲ့ယူဝဲချက်ထဲမှာအဲ့ဒါတွေကိုထည့်ရင်ဖြစ်တယ်ကောင်းပြီဒါဆိုဖြစ်တယ်ကုမ္ပဏီသာပြန်ဖွဲ့တော့ဒီလိုနဲ့1932စက်တင်ဘာလ9ရက်နေ့မှာတော့ Hopper Brother Limited ကုမ္ပဏီပေါ်ပေါက်လာခဲ့ပါတယ်စုစုပေါင်းယင်းနှီးမြှုပ်နှံငွေကဒေါ်လာ10သန်းဖြစ်ပြီးရှယ်ယာတစ်ခုကိုဒေါ်လာနှုန်းနဲ့အစုရှယ်ယာပေါင်း10သန်းသတ်မှတ်ထားပါတယ်အဲ့ဒီယင်းနှီးငွေကအဲ့ဒီခေတ်ကပုဂ္ဂလိကကုမ္ပဏီတစ်ခုအနေနဲ့တော်တော်ကိုများတယ်လို့ဆိုရမယ် Hopper Brother Limited ကအိမ်အန်တောင်စေးတိုက်လုပ်ငန်းအားလုံးကိုလွှဲပြောင်းယူလိုက်တယ်အိမ်အန်တောင်ကကုမ္ပဏီတည့်ရဲ့စေဝါလုပ်ငန်းဆိုင်ရာကုန်သွယ်ရေးဌာနခွဲဖြစ်လာခဲ့တယ်လုပ်ငန်းအားလုံးကိုမိသားစုလက်ထဲ၌သာရှိစေချင်တာကြောင့်အော်ဘွန်ဟောကအစုရှယ်ယာပိုင်ဆိုင်မှုကိုတင်းတင်းကြပ်ကြပ်ချုပ်ကိုင်ထားတယ်ရှယ်ယာပိုင်ဆိုင်သူဥယေကိုလည်း90အထိသာကန့်သက်ထားတယ်ကုမ္ပဏီရဲ့တစ်စိတ်တစ်ပိုင်းကိုဒီဖော်ပြပါပုံကိုယ်တွေပဲပိုင်ဆိုင်ခွင့်ရှိပါတယ်နံပါတ်1အော်ဘွန်ဟောရဲ့တာရင်သမီးရင်ဒါမှမဟုတ်မွေးစားသားနံပါတ်2အော်ဘွန်ပါဤသားအရင်သမီးရင်သို့မဟုတ်မွေးစားသား3အော်ဘွန်ဟောရဲ့သားတွေကဆင်းသက်လာသူများ4အော်ဘွန်ပါရဲ့သားကဆင်းသက်လာသူတွေဖြစ်ပါတယ်ကုမ္ပဏီရဲ့လုပ်ငန်းအားလုံးကိုအော်ဘွန်ဟောကသူ့စိတ်ကြိုက်လွတ်လပ်စွာဆုံးဖြတ်ဆောင်ရွက်နိုင်ခွင့်ရှိတယ်သူကိုယ်သူရာသက်ပံဥဆောင်ညွှန်ကြားရေးမှုခံတယ်ဂျာပန်တထေးကြီးရဲ့အမွန်မြတ်ဆုံးရည်ရွယ်ချက်တစ်ခုကလူမှုရေးပညာရေးနဲ့ဘာသာရေးအသင်းဖွဲ့တွေကိုထောက်ပံ့လှူဒန်းခြင်းဖြစ်တယ်။သူ့သဘောအတိုင်းလွတ်လပ်စွာလှူဒန်းငွေကိုလည်းကုမ္ပဏီစီမင်းဥပဒေမှာအသေးစိတ်ထည့်သွင်းထားတယ်။အော်ဘွန်ဟောရဲ့တရားထက်သန်မှုကိုကုမ္ပဏီစီမင်းဥပဒေရွေးဆဲပေးတဲ့အင်္ဂလိပ်အမျိုးသားရှေ့နေကြီးဂျွန်လေးကော့စ်ကအလွန်လေးစားတာကြောင့်သူရမဲ့ကုမ္ပဏီစီမင်းဥပဒေရေးဆွဲခါကိုမယူတော့ဘဲကုမ္ပဏီကိုပြန်လှူလိုက်ပါတယ်။ကျုပ်လှူတဲ့ပတ်စံကရေတစ်စက်လောက်ပဲရှိပါတယ်ဒါပေမဲ့ကျုပ်လှူလိုက်တဲ့ရေတစ်စက်ဟာစင်းရဲသားတွေစီစီစဉ်မဲ့သမုတ်တရားကြီးတွေကိုဝင်ရောက်သွားပါလိမ့်မယ်ရှေ့နေကြီးကဒီလိုပြောလာတော့ကုမ္ပဏီမန်နေဂျာလီကအလွန်အံ့ဩမိပါတယ်ကုမ္ပဏီတစ်ပြန်လဲဖွဲ့စည်းတာကိုဟက်ကာလူမျိုးနွယ်စုဝင်တွေကစိုးရိမ်နေကြတယ်ဘာမှမပူပါနဲ့အားလုံးအရင်အတိုင်းပါပဲနာမည်သာပြောင်းတာပါအင်အန်တောင်ကရှိနေတော့မှာပဲဟော်ပါညီကိုရှိနေသမျှအင်အန်တောင်လည်းရှိနေမှာပါပဲဒါကအော်ဘွန်ဟောကဆွေမျိုးတွေကိုနှစ်သိမ့်စကားပြောတာပါ
အော်ဘွန်ဟောရဲ့စင်ကျူးကြည်ပိုးသတင်းစာရဲ့ဒုတိယနှစ်ပတ်လည်ပွဲကိုလွန်ခဲ့တဲ့နှစ်ကခန်းခန်းနာနာကြီးကြီးကျယ်ကျယ်ကျင်းပခဲ့ကြတယ်။သတင်းစာကအချိန်တိုလေးအတွင်းမှာပဲထူးထူးခြားခြားအောင်မြင်နေတယ်။သတင်းစာဖတ်ပရိသတ်ကလည်းနှစ်ချိုက်အားပေးကြတယ်။အရီတာအာဘော်ဆောင်းပါးတွေကအလွန်ထိမိတယ်မကြာခဏဆိုလိုမျိုးနွယ်မတူတဲ့တခြားတရုတ်မျိုးသားအုပ်စုကိုစန့်ကျင်ရေးသားလေးရှိတယ်။အထူးသဖြင့်ရောဘာချန်တထေးကြီးတန်ကာကီကိုအများဆုံးစန့်ကျင်ရေးသားတယ်။ဒီလိုနဲ့နာမည်ကျော်တရုတ်တထေးကြီးနှစ်ယောက်တို့ရဲ့ပြိုင်ဆိုင်မှုကတာမန်ပြိုင်ဆိုင်မှုထက်ကျော်လွန်ပြီးညှိုးသူရံပဲအဖြစ်ကိုရောက်ရှိလာခဲ့တော့တယ်။တန်ကာကီရဲ့နန်ယန်းသတင်းစာကလည်းအော်ဘွန်ဟောကိုအခါအခွင့်တင်တယ်လို့ပြန်လည်တိုက်ခိုက်ရေးသားကြတယ်။သတင်းစာဖတ်ပရိသတ်ကလည်းနာမည်ကျော်တထေးကြီးနှစ်ယောက်အချင်းချင်းအပြန်အလှန်ဘလို့စော်ကြမလဲဆိုတာကိုသိချင်တာကြောင့်သတင်းစာနှစ်ဆောင်လုံးကိုဝယ်ဖတ်ကြတယ်။စင်ချူသတင်းစာကိုဒုတိယနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ်အချက်ပိုဖြည့်ခန္ဓာများမှာအထွေထွေသတင်းများအပြင်နိုင်ငံရေးစီးပွားရေးနဲ့လူမှုရေးတို့ဖြစ်တယ်။ဒါအပြင်ဂျပန်ကျူးကျော်မှုကိုလည်းမကြာခဏဆန့်ကျင်ရေးသားတယ်။ဒါပေမဲ့လည်းဟုတ်ကင့်မျိုးနွယ်ဝင်တွေကတော့ဖူးကင့်ပြည်နယ်ရေးရာနဲ့ပတ်သက်တဲ့ဝေဖန်ရေးဆောင်းပါးတစ်ပုဒ်ကိုအထူးသဖြင့်မကြေမနက်ဖြစ်လာကြတယ်။ဒီဆောင်းပါးကသူတို့ရဲ့ပြည်နယ်အတွက်အထောက်ပံ့အမြောက်များပေးနေကြတဲ့စင်ကာပူတရုတ်ခေါင်းဆောင်များအထူးသဖြင့်သူတို့ရဲ့ခေါင်းဆောင်ကြီးတန်ကာကီကိုတွယ်ဝိုက်တော်နည်းနဲ့ထိုးနဲ့တိုက်ခိုက်ခြင်းဖြစ်တယ်လို့သူတို့ကယူဆကြတယ်။ဒါကြောင့်သူတို့ကဒေါသထွက်ပြီးအဓိကတရားခံအဖြစ်အော်ဘွန်ဟောကိုလက်ညှိုးထိုးလာကြတယ်။ဒီအရေးခင်းမှာဟက်ကာသတင်းစာစင်ချူးနဲ့ဟုတ်ကင့်သတင်းစာနန်ယန်းတို့ရဲ့စာမျက်နှာများကနေတဆင့်အုပ်စုနဲ့တအုပ်စုအပြန်အလှန်စကားစစ်ထိုးပွဲကြီးအဖြစ်ကိုမကြာခင်ရောက်ရှိလာပါတော့တယ်။ဒီမှာဟုတ်ကင့်ဝေကွန်အသင်းကရန်ပွဲတဲ့ပါဝင်လာတယ်။ဒီအသင်းမှာဟုတ်ကင့်မျိုးနွယ်ဝင်တရုတ်လူမျိုးစုတို့ကဩဇာအရှိဆုံးအသင်းဖြစ်တယ်။တထေးကြီးနှစ်ဦးတို့ရဲ့ပြိုင်ဆိုင်မှုကစတင်ခဲ့တဲ့ပဋိပက္ခကတရုတ်လူမျိုးစုနှစ်စုတို့ရဲ့ရန်ပွဲကြီးဖြစ်လာခဲ့ပါတော့တယ်။ဒီရန်ပွဲအတွက်ဗြိတိရှအာဏာပိုင်တို့ကလည်းစိုးရိမ်မကင်းဖြစ်လာကြတယ်။သူတို့ကသူတို့ရဲ့ကိုလိုနီနယ်မြေမှာပြည်တွင်းစုပူမှုဖြစ်ပွားခြင်းကိုနည်းနည်းမှမလိုလား။ကဘာရရက်မှာစီးပွားရေးကဆိုးရေးကစိုက်နေတယ်။အလုတ်လက်မဲ့တွေတနေ့ထက်တနေ့တိုးပွားလာပြီးမကျေနပ်မှုတွေကြီးပွားလာကြတယ်။တရုတ်အမျိုးသားများကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကနှစ်ဖက်အုပ်စုခေါင်းဆောင်တွေကိုပြည်လည်မှုရဖို့အချင်းချင်းညှိနှိုင်းစေတယ်။မျက်နှာချင်းဆိုင်တွေ့ကြတော့မှအာဃာတတွေကပိုပြီးပြင်းထန်လာတော့တယ်။ကိုလိုနီသားတွေဗြိတိရှတို့ရဲ့နီးပီရီယနဲ့ဒီပလိုမေစီကိုကောင်းကောင်းကြီးသိကြတယ်။ဒါကြောင့်ဘလို့မှဖြန့်ပြေလို့လည်းမရစစ်ဆက်ညှိနှိုင်းလို့မရအဲ့ဒီအခါအာနာပိုင်တို့ကသတင်းစာနှစ်ဆောင်လုံးကိုရက်စဲသွားအောင်ပြည်ရဆင်ပြီးမတိမသားဖိအားပေးလာတယ်။တချို့ပုဂ္ဂလိကအခွင့်အရေးတွေကိုပိတ်ပင်လာတယ်။ဒါပေမဲ့လည်းပဋိပက္ခကတင်းမာနေစေဖြစ်တယ်။ဟုတ်ကင့်တရုတ်တို့ကသူတို့အားထိခိုက်ရေးသားတဲ့ဆောင်းပါးတွေအတွက်ဝင်ချတောင်းပန်ရန်တောင်းဆိုတယ်။တခြားတစ်ဖက်ကလက်မခံမိမိတို့ခေါင်းဆောင်ကိုအောက်ကျနှိမ်ချစေတဲ့လုပ်ရမျိုးကိုဘယ်တော့မှမလုပ်နိုင်လို့ဆိုတယ်။ဒီလိုနဲ့တစ်ဖက်နဲ့တစ်ဖက်လာပေါင်းများစွာညှိနှိုင်းပြီးတဲ့နောက်မှာတော့အချင်းချင်းကြေအေးမှုရရှိသွားကြပါတယ်။ဂျာပန်တထေးကြီးအရှက်မရစေဖို့အတွက်စောင်းမရေးသားသူအပေါ်အပြစ်ပုံချတယ်။စင်ကျူးသတင်းစာကလက်ထောက်အက်ဒီတာကိုယာဒူးဖြုတ်ပစ်လိုက်တယ်။ဝင်ချတောင်းပန်စာကိုသတင်းစာမှာတလားတိတိထည့်သွင်းဖော်ပြရတယ်။အဲ့ဒီနောက်မှာတော့စင်ကာပူတရုတ်အမျိုးသားအထက်တန်းကျောင်းကိစ္စပေါ်လာပြန်တယ်။တကယ်တော့ဒီကိစ္စကလွန်ခဲ့တဲ့1920ပြည့်နှစ်မှစတင်ခဲ့ခြင်းဖြစ်တယ်။အဲ့ဒီနှစ်ကစင်ကာပူကိုအော်ဘွန်ဟောနောက်ထပ်အလဲပတ်ရောက်ရင်အဆိုပါကျောင်းဆောက်ဖို့ဒေါ်လာ4000လှူခဲ့ပါတယ်။သူကမြန်မာပြည်မှာနေထိုင်နေပေမဲ့လည်းမလေးရှားမှာလည်းတရုတ်အမျိုးသားပညာရေးတိုးတက်မှုကိုအလွန်လိုလားတယ်။နောက်10နှစ်ကြာတဲ့အခါဘွန်ဟောကစင်ကာပူကိုအပြီးအပိုင်ပြောင်းရွှေ့လာခဲ့တယ်။တရုတ်အထက်တန်းကျောင်းရဲ့ဂိတ်တကားပေါက်2ခုအတွက်ကြီးကျယ်ခမ်းနားတဲ့မုတ်တကားကြီး2ခုကိုစောက်လုပ်လှူဒန်းခဲ့တယ်။အော်ဘွန်ဟောနဲ့အော်ဘွန်ဘားတို့ကောင်းမှုဆိုတဲ့စာတန်းကိုလည်းစင်ကာပူတရုတ်မျိုးသားအထက်တန်းကျောင်းဟူသောစာတန်းအောက်မှာထင်ထင်ရှားရှားကြီးရေးထိုးစေတယ်။ဒီမုတ်တကား2ခုအတွက်အဲ့ဒီခေတ်ကဒေါ်လာ3000ကုန်ကြတယ်။ဒါမှဒီမုတ်တကားနားဖြတ်သွားတဲ့လူတွေဒီဝင်းတွေကကျောင်းကြီးဟာမလေးရှားနိုင်ငံမှာအကြီးဆုံးတရုတ်မျိုးသားကျောင်းကြီးဖြစ်တယ်ဆိုတာသိကြပါလိမ့်မယ်လို့ဘွန်ဟောကပြောပါတယ်။ဒါပေမဲ့လည်းကျောင်းရံမုံဝင်အတွက်ပါဝင်လှူဒန်းတဲ့အခြားသူတွေကမကျေနပ်ကြဘူး။
ဒါကြောင့်ဒီဆိုင်ပုတ်ကြီးကိုကြည့်ပြီးဒီเจ้าကြီးတစ်ခုလုံးကိုအောညီကိုတို့ကဆောက်လုပ်လှူဒန်းတာလို့လူတွေထင်ရလိမ့်မယ်လို့သူတို့ကပြောဆိုပြီးကန့်ကွက်ကြတယ်ဘုံဟောထံကိုလည်းကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့လွှတ်ပြီးဆိုင်ပုတ်ကြီးကိုပြင်ရေးဖို့တောင်းဆိုတယ်ဘုံဟောကတော့ဆိုင်ပုတ်ကမုတ်ဝါမှာရှိတာပဲဒီတော့ကျုပ်တို့ကမုတ်တကားပဲလှူတာကြောင်းကိုလှူတာမဟုတ်ဘူးလို့ထင်ရှားနေတာပဲဒီလိုနဲ့ပฏิပက္ခကမပြေလဲပဲရံမွဲအသွင်ကိုပြောင်းလဲလာခဲ့တယ်ဘုံဟောအားမထိုက်တန်တဲ့ဂုံပုတ်ကိုအာရမရယူသူလို့ဆွဆွဲကြတယ်ကျောင်းရံပုံငွေအတွက်အများဆုံးဒေါ်လာ3သိန်းလှူတဲ့သူတောင်မှသူ့နာမည်ကိုကျောင်းခမ်းမကြီးတဲကအလှူရှင်တွေစီးရင်ထဲမှာပဲရောထည့်ထားတယ်လို့ထောက်ပြကြတယ်ဒါပေမဲ့ဘိုးဟောကအလျှော့မပေးဆိုင်ပုတ်ကိုပြင်မီဒီလိုနဲ့အခြားအလှူရှင်2ဦးဖြစ်တဲ့လီလျောင်ကြီးနဲ့တန်ဆောင်ဖွာတို့ကတရေလိုလှုပ်ပြီးအော်ဘွန်ဟောကိုရုံးတင်တရားဆွဲကြတယ်သူတို့ကအော်ဘွန်ဟောကိုတမင်ကမြင်းအောင်ဆောင်သူလို့သိရောကြတယ်နောက်ဆုံးအင်္ဂလိပ်တရားသူကြီးဘက်ကတာရဲကဒီအမှုကိုဆက်ဆုပ်ဖို့ကောင်းတဲ့ရံပွဲကလေးလို့မှတ်ချက်ပေးပြီးတရလိုဘက်မှအနိုင်ပေးလိုက်တယ်ဆိုင်ပုတ်ကအလှဆန်တန်းကိုလည်းလုံးဝဖြုတ်ချလိုက်ရတယ်ဒါပေမဲ့လည်းဘုံဟောကသူ့ရဲ့အတစ်ထပ်မှန်ပြုတ်လုပ်လိုက်တဲ့ကြားတစိတ်ကားအတစ်ကိုမြို့လေလမ်းမကြီးပေါ်မှာထုတ်စီးတဲ့နေမှာတော့အတိတ်ကစိတ်မချမ်းသာစရာဖြစ်ရနှစ်ခုကိုတတိပင်မရတော့လမ်းသွားလမ်းလာတွေကကြားတစိတ်ကားကိုတအံ့တော်ရက်ကြည့်နေကြတယ်ဒါကိုပဲဘုံဟောကအလွန်ကျဉ်နဲ့ဝမ်းသာမိတယ်စိတ်မချမ်းသာစရာဖြစ်ရနှစ်ခုကိုသူ့အကိုမေ့ထားနိုင်ပြီးလမ်းသွားလမ်းလာတို့ရဲ့အံ့ဩမှုကိုဂုဏ်ယူဝမ်းသာနေတဲ့အတွက်ဘုံဘာကလည်းဝမ်းသာမိတယ်နောက်ထပ်ဝမ်းသာစရာအကြောင်းတစ်ခုကလည်းပေါ်ပေါက်လာသေးတယ်တခြားမဟုတ်ဘွန်ဘာရဲ့တတိယဇနီးတူဟောင်ရန်ကအမွေခံသားဦးကလေးတယောက်ဖွားမြင်လာခြင်းပဲဖြစ်တယ်ဒီသားကလေးကိုဘွန်ဘာကအော်ချင်တိတ်လို့နာမည်ပေးခဲ့ပါတယ်ဘွန်ဟောကဟောင်ကောင်တိုင်ဟန်လမ်းမှာရှိတဲ့ဟော်ပါဆန်အိမ်တကြီးအတွက်အလွန်ဂုဏ်ယူမိတယ်ဒီနေရာမှာဆန်အိမ်ကြီးဆောက်ဖို့မြေကွက်ဝယ်ယူမဲ့လို့တော့မိတ်ဆွေတွေကသူ့ကိုတားကြတယ်အပြစ်တင်ကြတယ်ဒီလောက်ခေါင်တဲ့နေရာမှာဒီလောက်အဖိုးတန်တဲ့ဆန်အိမ်ကြီးဆောက်ဖို့စိတ်ကူးခြင်းကမိုက်မဲရကြလွန်းနေလို့သူတို့ကဝေဖန်ကြတယ်ဒါပေမဲ့လည်းတဇွတ်ထိုးလှုပ်တတ်တဲ့အော်ဘွန်ဟောကဘသူစကားမှနားမထောင်ဘူးသူလှုပ်ချင်တာကိုဖြစ်အောင်လုပ်ခဲ့တယ်အခုဆိုရင်စံအိမ်တကြီးကကုန်းမြင့်သားပေါ်မှာကြီးကျယ်ခမ်းနားစွာတည်ရှိနေပြီအောက်ကိုကြည့်ရင်ဟောင်ကောင်မြို့ကိုမြင်ကွင်းကျယ်ကြီးမြင်နေရတယ်ဖရဂရင်စိတ်ကန်းကနေအောင်အောက်မှာရွှေအောင်တောက်နေတယ်ရေပြင်ကနေလွန်ရင်လျင်မြင်စွာတိုးတက်လာတဲ့ကောင်းလုံးကျွန်းကိုမြင်ရတယ်နောက်ခံကားကတော့ပြည်ကြီးကဝေးလံနေတဲ့တောင်စင်တောင်နှန်းတွေမြင်ကွင်းကတကယ်လဲရှူမီးစရာပဲကြောက်ဆောင်ကြောက်တုံးများနဲ့ခြုံနယ်ပိတ်ပေါင်းတွေထူထပ်တဲ့နေရာကအခုတော့ခမ်းနားလှပတဲ့ဆန်အင်ကြီးတည်ရှိရာဘူမိနဲ့တန်ဖြစ်လာခဲ့တယ်ဒီတခါတော့စင်ကာပူအိမ်ဖြူတော်တပွဲတုန်းကလိုဖုံးတော်ကြီးတွေပရိတ်မရွတ်ကြပြောက်အိုးဖောက်ခြင်းဘုံတီးခြင်းလည်းမရှိကြမိသားစုအားလုံးကန်တုံသင်းမောပေါ်ကဆင်းပြီးမော်တော်ကားနဲ့ဆန်အင်ကြီးစီကိုတန်းလာခဲ့ကြတယ်အင်စီတွေကအင်ကြီးရှင်နဲ့သူ့ကျင်ရာကိုကြိုဆိုဖို့အသင့်စောင့်မျှော်နေကြတယ်ဒီဆန်အင်ကြီးကိုကြည်ကြည်အတွက်တမင်ဆောက်ခြင်းဖြစ်တာကြောင့်အပေါ်မှာဖြင်းနီလွှားထားတဲ့တကားဝါကနေပြီးကြည်ကပထမဆုံးဝင်ပါတယ်သူကတအိမ်လုံးကိုမျက်စိကစားကြည့်လိုက်တော့အံ့ဩမဆုံးဖြစ်နေမိတယ်ဒီဆန်အင်ကြီးပုံစံကအရှေ့တိုင်းဆန်နဲ့အနောက်တိုင်းဆန်နဲ့စင်ကာပူအိမ်ဖြူတော်နဲ့တခြားစီဖြစ်နေတယ်တစ်ခုကရိုးရာဟန်နောက်တစ်ခုကခေတ်သစ်ဟန်အတွင်ငံအားလုံးကိုအနီအောင်တုတ်ထားတယ်ကြီးကဝမ်းမြောက်ဝမ်းသာနဲ့အကူကြီးဒီအိမ်ကြီးကကဘာပေါ်မှာအလှဆုံးပဲကျမသိကြိုက်တာပဲအော်ဘွန်ဟောကပြုံးနေပြီးတော့အခုဆိုရင်ငါအဝေးသွားနေတာမင်းကိုသတိမရဘူးလို့မင်းမပြောနိုင်တော့ဘူးမဟုတ်လားယောက်ျားတစ်ယောက်ကကိုမိမတွေကိုယ်ပိုင်အိမ်ဆောက်ပေးနိုင်တာထက်ပိုကောင်းတဲ့လက်ဆောင်မရှိပါဘူးအဲ့ဒီအချိန်မှာပထမဇနီးဖေဟောင်ဝင်လာပြီဘယ်နဲ့တအိမ်လုံးကလေအနီအောင်ကြီးပါလားကျမကတော့တိတ်ပြီးပူနေတယ်လို့ခံစားရတယ်ကြီးကပြုံးပြုံးရွှင်ရွှင်နေအနီအောင်ကကံကောင်းစီမေမမကြီးရဲ့အနီအောင်ဟာကြီးပွားချမ်းသာခြင်းရဲ့တင်ကေတာပဲအကိုကြီးကဒီလိုပိုပြီးချမ်းသာအောင်မှာမမကြီးဝမ်းတာရမှာပေါ့ငါသိပါတယ်ငါမြင်ရတာခံစားရတာကိုပြောတာလေအကိုကြီးပိုပြီးချမ်းသာလာမို့ငါလည်းဝမ်းသာတာပေါ့မချမ်းသာခြင်းနဲ့သူဘသူရှိအောင်မလဲတတိယဇနီး
ဤကွင်စားကတော့မကြာမီကမှမိခင်ကြီးကွယ်လွန်သွားလို့ပူဆွေးတော့ကမပြေသေးတာကြောင့်စင်ကူအိမ်မှာပဲနေကြံရစ်တယ်အဖွားကြီးကလွန်ခဲ့တဲ့နှစ်နှဲငယ်ကစားပြီးတချောင်ချောင်နဲ့ကျမ်းမာရေးချိုယွန်းလာတာကနေလူကြီးယောဂနဲ့ကွယ်လွန်သွားခဲ့တာဖြစ်တယ်ဘုံဟောကတိတ်ခါကြတဲ့အရေးခင်းတစ်ခုကြောင့်စိတ်မချမ်းမသာဖြစ်နေရတဲ့ကြားမှာပဲသူ့ရောက်ခမအတူပါကိုတခန်းတနာတကြူပေးခဲ့တယ်။အော်ကောင်းနဲ့အော်ဆွန်တို့ကလည်းကန်တုံကနေရောက်လာကြတယ်။သူတို့ကလင်းနံတက်ကတူမှာပညာသင်ကြားနေခြင်းဖြစ်တယ်။အော်ဟိုကအိမ်ထဲမှာရှိတဲ့အဖိုးတန်ကြောက်စိမ့်ရုပ်တုများတဲ့ပန်းဥယျာဉ်အလှကိုသာပို့ပြီးစိတ်ဝင်စားနေတယ်။အေဟောကတော့တတိယမြောက်အငယ်ဆုံးသားဖြစ်ပြီးအိမ်ထဲကအိမ်ပြင်မထွက်ရသူမိခင်ကသူ့သားမတော်တဆအန်ရဲ့တစ်ခုခုဖြစ်မှာကိုအလွန်စိုးရိမ်တယ်ဘုံဟောကလည်းသူ့ဇနီးကြီးကိုသူဖန်တီးထားတဲ့ပန်းဥယျာဉ်နဲ့ရှောက်ကြည့်ဖို့မကြာခဏခေါ်တတ်တယ်ငါဥယျာဉ်ကဘယ်ဥယျာဉ်နဲ့မှမတူဘူးသူ့အမျိုးအစားမှာသူတစ်ခုတည်းပဲရှိတယ်ဒါကအစပဲရှိသေးတာထပ်ပြီးတိုးချက်ဖြစ်ဆက်စရာတွေအများကြီးကြံသေးတယ်သူတို့ကတောင်ကုန်းပေါ်ကဇေဒီတဆူကိုရောက်လာကြတယ်ဖေဟောင်ကဇေဒီတော်ခြေရင်းမှာရပ်ပြီးအဆင့်တွေကိုရေကြည့်နေတယ်စုစုပေါင်းအဆင့်90သူကမျက်မှောင်ကျုံရင်အကိုကြီးဇေဒီကို9ဆင့်တင်ရင်ကတ်မကောင်းဘူးဆိုတာအစကတည်းကမသိဘူးလားယင်။အိုးလှပြန်ပြီဒီကြောင်မင်းဘာဖြစ်လို့ဒီလောက်အယူသီးနေရတာလဲ။အဲ့ဒီလိုပဲပြောကြတာပဲဒါကတော့ကိုယုံချင်းယုံမြုံချင်နေလို့ရပါတယ်။ငါသာသူများတွေပြောသမျှအယူသီးနေမယ်ဆိုရင်ဒီအခြေအနေရောက်မလာနိုင်ဘူး။ငါလုတ်ခဲ့တာတွေကိုဘာမှလုပ်ရဲမှာမဟုတ်ဘူး။တကယ်တော့ဖះ1000စီဒီကြောင့်တို့အတွက်ကန့်ဆိုးတာဘာတစ်ခုမှမရှိသေးပါဘူးပို့ပြီးတော့တောင်မှပဲချမ်းသာလာပါသေးတယ်ဖျားတယ်ပြီးတဲ့နောက်မှာတော့အေဟောနဲ့အော်ကီယာတို့တောင်စက်တိုက်မွေးဖွားလာသေးတာပဲအဲ့ဒါကန့်ဆိုးတာလားဖေဟောင်ပါဇက်ပိတ်သွားပါတယ်ဒါပေမဲ့သူ့စိတ်ထဲမှာတော့9ဆင့်စီဒီကိုအမှတ်ထင်ထင်တန်တရားဝင်နေမိနေတော့မှာပဲဒီနေ့မှာတော့အော်ဘုံဟောထံကိုတင်မောစေးကအထုံနှထုပ်လာပို့ပါတယ်အထုပ်တွေကိုဖွင့်လိုက်တော့ကြောက်စိမ့်နေနဲ့ထုလုပ်ထားတယ်ကြက်ရုပ်နှဲ့ရုံနဲ့တခြားတရိษံအယုတ်တွေကိုတွေ့ရတယ်။သူဝမ်းသာသွားတယ်။သူထန်ဆက်ဆက်ပို့ပါမယ်လို့ဂရိပြုလိုက်တဲ့အတိုင်းရောက်ရှိလာတာကြောင့်ဖြစ်ပါတယ်။ဒီကြောက်စိမ့်ရုပ်တုတွေကိုစွာတိုနဲ့အမွိုင်မျိုးကပို့လိုက်ခြင်းဖြစ်တယ်။ဘုံဟောကအဲ့ဒီမျိုးကဆေးရုံတွေကိုစေငွေကြေးအမြောင်များလှူဒန်းခဲ့တာကြောင့်မြို့ကန်အာဏာပိုင်တွေကကျေးဇူးလက်ဆောင်ဖြစ်ပေးပို့လိုက်ခြင်းဖြစ်ပါတယ်။တထေးကြီးကရှားပါးကြောက်စိမ့်တွေနဲ့တခြားအဖိုးတန်အလှပပစ္စည်းတွေစုဆောင်းခြင်းကိုအလွန်ဝါသနာကြီးကြောင်းတထေးကြီးရဲ့အမှုရန်တဦးကတဆင့်သူတို့သိရှိကြရတယ်။ဒါအပြင်ဘုံဟောကအသစ်ဆောက်လုပ်တဲ့ဟောင်ကောင်ဆန်အိမ်ကြီးကိုအလှဆင်မှုအတွက်အဖိုးတန်အလှပပစ္စည်းတွေဝယ်ယူနေကြောင်းကိုလည်းသူတို့သိကြရတယ်။ဘုံဟောကလည်းအထူးကျေးဇူးတင်တဲ့အနေနဲ့တရုတ်စာလက်ရေးအလှဆုံးရေးတတ်သူကိုတမင်ငါပြီးကျေးဇူးတင်စာတွေရေးခိုင်းပြီးသက်ဆိုင်သူများထံကိုပေးပို့စေပါတယ်။မကြာမီမှာပဲတထေးကြီးရဲ့ကြောက်စိမ့်ဝါသနာကြီးပုံသတင်းပြန့်သွားပြီးတခြားသောကျေးဇူးခံကျေးဇူးစားပုဂ္ဂိုလ်တွေကလည်းပုံစံအမျိုးမျိုးအရွယ်အမျိုးမျိုးသောကြောက်ဆုံးရုပ်တုတွေကိုပေးပို့လာကြတယ်။တရုတ်ပြည်မှာအော်ဘုံဟောရဲ့ပေးကမ်းလှူဒန်းမှုများပြားလာလေလေသူ့ရဲ့ကြောက်စိမ့်စုဆောင်မှုပမာဏကလည်းကြီးမားလာလေလေဖြစ်တယ်။တရုတ်ပြည်မှာသူဆောက်လုပ်လှူဒန်းထားတဲ့စာတင်ကျောင်းအသီးသီးကတထေးကြီးထံကြောက်စိမ့်ရုပ်တုတတုတ်တီပို့ကြတယ်ဆိုတဲ့နောက်ပိုင်းမှာတော့ကြောက်စိမ့်အရေးအတွက်များလွန်းတာကြောင့်အည်သွေးကိုဦးစားပေးပြီးစုဆောင်းလာရတော့တယ်1930ပြည့်လွန်နှစ်မှာတော့ကြောက်စိမ့်သည်အရှားပါးဆုံးယတနာဖြစ်တာထက်ဈေးအသက်သာဆုံးယတနာဖြစ်နေစေဖြစ်တယ်ကျူးကျော်သူဂျပန်တွေကိုကြောက်လို့မြောက်ပိုင်းကနေတောင်ပိုင်းကိုထွက်ပြေးကြတဲ့စစ်ပြေးဒုက္ခသည်များစွာတို့ကလွယ်ကူစွာထုခွဲရောင်းချနိုင်တဲ့ယတနာပစ္စည်းများကိုယူလာခဲ့ကြတယ်အဲ့ဒီအထက်မှာကြောက်စိမ့်လဲပါတယ်အများအားဖြင့်မိဘဘိုးဘွားလက်ထက်ကအမျက်တနိုးသိမ်းဆဲလာတဲ့ယတနာတွေဖြစ်ကြတယ်စစ်ပြေးဒုက္ခသည်တွေကအရွယ်စားကြီးပြီးဝှက်ထားဖို့မလွယ်တဲ့ယတနာတွေကိုပထမဆုံးရောင်းပစ်ကြတယ်ခစ်ပြက်ကြီးထဲမှာဘဝပြက်နေကြတာကြောင့်တောင်းစင်းမရကြဈေးထဲကအချောင်ဝယ်သူတွေကလည်းခြေချင်းလိမ်နေကြတယ်ပိုင်ရှင်တွေကလည်းရသလောက်ဈေးနဲ့ရောင်းပစ်ကြတယ်မရောင်းရင်မတော်တဆလူရက်ခံရပြီးတပြားမှမရလိမ့်ပဲဖြစ်နေမှာကိုလည်းကြောက်နေကြတယ်အခုအခါမှာတော့အော်ဆွန်ကအသက်20ရှိပြီးလင်းနံတက္ကသိုလ်ကပူပူနွေးနွေးပွဲရလာကစားဖြစ်တယ်သူကစီးပွားရေးလုပ်ငန်းလက်တွေ့လေ့လာဖို့ဟောင်ကောင်ကိုရောက်ရှိနေတယ်
ဒါပေမဲ့လည်းသူ့ရဲ့လေ့လာမှုကအဓိကအဖြစ်ကော်ဖီတောက်ခြင်းနဲ့အမှုရန်တွေနဲ့စကားပြောခြင်းသာဖြစ်နေတယ်။ဖခင်ဖြစ်သူဘွန်ဟောကတော့လေ့လာမှုတက်မှတာရဲ့လို့ဆိုပါတယ်။ဒါပေမဲ့လည်းသူ့ကိုအသေးစိတ်တင်ပြပေးမဲ့သူမရှိဘူး။အဲ့ဒါကြောင့်သူ့မှာအမှုရန်တွေနဲ့ထွေရလေးပါပြောရင်းနဲ့ပဲအချိန်ကုန်နေတယ်။ဒီအတွက်သူကလူချစ်လူခင်တော့ပေါ်လာတယ်။တနေ့မှာတော့အိမ်အန်တောင်ဆေးတိုက်ရှေမှာလန်ချားတစည်းထိုးရလာပြီးတော့အရက်ရှည်ရှည်လူကြီးလူကောင်းတယောက်ဆင်းလာတယ်။နောက်ထပ်လန်ချားတစည်းရောက်လာတယ်လန်ချားသမားကအိတ်ကြီးနှစ်အိတ်ကိုတည်ယူပြီးလှေကားဝမှာချထားလိုက်တယ်။မစ္စတာအော်ဘောရှိပါလားလို့အရက်ရှည်ရှည်လူကြီးကအော်ဆွန်းကိုကြည့်ပြီးမေးလိုက်တဲ့အခါအဖေကိုဘာကိစ္စများတွေ့ချင်တာပါလဲရှိပါတယ်။အဖေကတိတ်အလုတ်များနေတယ်သူဘသူနဲ့မှလည်းမတွေ့နိုင်ဘူးဆိုတော့သူကရှန်ဟဲကရှင်ရီရှင်မှာအဖိုးတန်ကြောက်စိမ့်တွေစုဆောင်းနေတီးရလို့သူ့မှာကြောက်စိမ့်နှစ်အိတ်ပါလာတယ်မစ္စတာဘွန်ဟောစိတ်ဝင်စားမှမို့ကျေးဇူးပြုပြီးပြောပေးပါလို့တောင်းဆိုလိုက်တဲ့အခါမှာသားဖြစ်သူကအကြောင်းကြားတဲ့အခါမှာတော့မကြခင်မှာပဲဘွန်ဟောထွက်လာခဲ့တယ်ရှန်ဟဲသားကကြာပန်တထေးကြီးမှာချက်ချင်းတီးလိုက်ပါတယ်မစ္စတာအော်ဘွန်ဟောထောင်ခဲကိုခုလိုကိုယ်တိုင်တွေ့ရတာအများကြီးကုန်ယူပါတယ်ကျွန်တော်နာမည်ကရှင်ရီရင်ပါထောင်ခဲရဲ့အရင်ရှန်ဟဲဌာနခွဲမန်နေဂျာလီရှေထုံနဲ့အလွန်ခင်တဲ့မိတ်ဆွေပါဟောင်ကောင်ရောက်ရင်ထောင်ခဲနဲ့သွားတွေ့ဖို့လီရှန်ဟဲကထွက်မသွားခင်ကကျွန်တော်ကိုပြောခဲ့ဘူးပါတယ်အဲ့ဒါကြောင့်အခုကျွန်တော်လာခဲ့တာပါကျွန်တော်ကိုထောင်ခဲကူညီနိုင်မယ်လို့ယုံကြည်ပါတယ်ကြားကြီးကခိတ္တတွေ့နေမိတယ်သူဘလို့ကူညီရမှာလဲလို့မေးလိုက်ပါတယ်အများအဖြစ်သူစီလာကြတာကပတ်စံလာတောင်းသူတွေအခုသူရှိရပုဂ္ဂိုလ်ကစကားပြောလေးရင်ကြေးတယ်ရုပ်တွင်ကလည်းလူကုန်တန်ပုံမျိုးရှန်ရဲသားကြီးကလည်းကြားကြီးရဲ့အတွင်းစိတ်ကိုကဲခတ်မိဟန်နဲ့ကျွန်တော်ထောင်ခဲစီကပတ်စံအကူကြီးတောင်းမှုလာတာမဟုတ်ပါဘူးထောင်ခဲသဘောကျမယ်လို့ထင်တဲ့ပစ္စည်းတစ်ခုကိုပြကြည့်ဖို့လာတာပါကြောက်စိမ့်တွေမှုလူတွေမသိအောင်အခုလိုဂုံဒီအိတ်ဆုပ်တွေနဲ့ထုတ်လာခဲ့တာပါကျွန်တော်တို့မိသားစုပိုင်းအဖိုးရန်ယတနာတွေပေါ့ကြောက်စိမ့်တွေကိုဘုံဟောရဲ့ရုံငန်းတွေကိုတဲလာခဲ့ကြတယ်ရှင်ရီရင်ကအိတ်တအိတ်ကိုဖွင့်ပြီးဂုံနီစားနဲ့မသေးမတတ်ထုတ်ထားတဲ့ပစ္စည်းတစ်ခုကိုယူလိုက်တဲ့ဂုံနီစားကိုခွာလိုက်တော့ရှေးအီဂျစ်မီးငှက်ပုံကြောက်စိမ့်ရုပ်တုတစ်ခုထွက်လာတယ်ရှင်ကဒီရုပ်တုကိုတယိုတတေရွရွလေးကိုင်းပြီးတော့ကျွန်တော်တို့မိသားစုနဲ့ပါလာတဲ့ယတနာတွေထဲမှာတန်မိုးအထားဆုံးယတနာတစ်ခုပါကျွန်တော်ဖခင်ရဲ့အကြိုက်ဆုံးပစ္စည်းပါပဲအဲ့ဒီနောက်ရှင်ကဆက်လက်ပြီးအိတ်ထဲကနေပစ္စည်းတွေတစ်ခုပြီးတစ်ခုထုတ်ပြတယ်ငရုတ်တွေငကားရုပ်တွေဖလားတွေအမွှေးတိုင်ခွက်တွေနဲ့ပန်းအိုးတွေနဲ့အခြားပုံပစ္စည်းအမျိုးမျိုးဖြစ်တယ်စပွဲပေါ်မှာပြည့်နေတယ်နောက်ဆုံးပစ္စည်းကတော့တတိကံမို့အခောက်ကလေးတွေခောက်ထားတဲ့6ရွက်ဆက်ခန်းစည်းကလေးဖြစ်တယ်ရှင်ကဒီခန်းစည်းကလေးကိုဖွင့်လိုက်တော့ကြောက်စိမ်းရောင်တက်လက်လက်တောက်နေတယ်ခန်းစည်းရွက်တွေကယွန်းတုတ်ထားတဲ့တင့်နီသားနဲ့ဘောင်ကွတ်ထားပြီးရွှေပတ်တာနဲ့ဆက်ထားတယ်လက်ရပဲအစွန်ဆုံးအရွက်မှာတော့ချင်းမင်းဆက်ခစ်လက်ရဖြစ်ကြောင်းစာရန်ရေးထွန်းထားတယ်ဒီစာရန်အရတက်တန်း200ခန့်ရှိပြီဖြစ်ကြောင်းလည်းသိရှိရတယ်ဒီပစ္စည်းကလေးတစ်ခုတည်းတက်ပဲတခြားပစ္စည်းတွေအားလုံးတန်မှုတဲ့ပိုတန်မာတဲ့ထောင်းခင်ကျွန်တော်တို့မိသားစုအဆက်ဆက်သိမ်းဆည်းလာခဲ့တာပါရှင်ကခန်းစည်းကလေးကိုပြန်ခောက်ပြီးတခြားပစ္စည်းတွေနားမှာပြန်ချထားလိုက်တယ်ပြီးတော့တခြားဂုံကြီးအိတ်ကိုဖွင့်ဖို့လုပ်ပါတယ်အော်ဘွန်ဟောကတော့နေပါစေတော်ပြီးကြည်နေစရာမလိုဘူးဆိုပြီးအနားမှာရစ်တီလုံနေတဲ့အိမ်စေကလေးအာတေးကိုလက်ဖက်ရည်ယူခဲ့ပါလို့လှမ်းပြောလိုက်ပါတယ်ကဲမစ္စတာရှင်ဒီလောက်လှတဲ့ပစ္စည်းတွေခမရဘာဖြစ်လို့ရောင်းချင်ရတာလဲကျုပ်ကိုပြောစမ်းပါခမရဟာအမှုပညာလက်ရာတွေကိုမျက်နှိုးတဲ့လူတယောက်လို့ကျုပ်ထင်တယ်ရှန်ရဲကိုဂျပန်သိန်းတော့ကျွန်တော်တို့ပစ္စည်းတွေအကုန်ဆုံးရှုံးကုန်ပါတယ်ထောင်ခင်ပြီးတော့ဂျပန်တွေကကျွန်တော်အထည်ဆက်ရုံကိုလည်းသိမ့်ပိုက်တယ်အခုကျွန်တော်စစ်ပြေးဒုက္ခတဲ့ဘဝရောက်နေပါပြီမိသားစုအားလုံးဟောင်ကောင်ကိုပြေးလာခဲ့ရတယ်ဒီမှာကျွန်တော်နောက်ထပ်အထည်ဆက်ရုံတစ်ခုထောင်ကျင်တာပါကျွန်တော်ကဒီအလုပ်ပဲလုပ်တတ်တာကျွန်တော်မပတ်စံအမြန်ဆုံးလိုနေလို့ပါနှုံးမဟုတ်ရင်တော့အခုကျွန်တော်တွေ့ထားတဲ့အထည်ဆက်ရုံကိုပိုင်ရှင်ကတခြားလူရောင်းပစ်တော့မှာပဲထောင်ထဲမှာပတ်စံအများတန်းရှိနေတယ်ဆိုပြီးလီကကျွန်တော်ကိုပြောပါတယ်ဒါကြောင့်ဒီကြောက်စိမ့်တွေကိုထိုက်တန်ရောင်းရမှာပဲဆိုတဲ့မျိုးလင်းချက်နဲ့ထောင်ခဲစီကျွန်တော်လာခဲ့တာပါဒီတော့ခမရဘလောက်လိုချင်တာလဲ
ဘယ်သူမှတန်ရာတန်မိုးပေးမှာမဟုတ်ဘူးဆိုတာကျွန်တော်သိပါတယ်ထောင်ကရရတနာပစ္စည်းစုဆောင်းသူပါကြောက်စိမ်းကောင်းတွေရဲ့တန်ဖိုးကိုထောင်ကသိပါတယ်အဲ့တော့ထောင်ကပဲဈေးဖြတ်ပါဒီပုတ်ကိုခေါင်းဖြတ်လို့မရနိုင်ကြောင်းကြားကြီးကသိပါတယ်ဒါပေမဲ့သူခမရတော်တော်အကြိုက်ကြိုက်နေပုံရတယ်ဘဝတစ်ထူထောင်ဖို့ငွေလိုနေတယ်ဈေးထဲမှာလည်းစစ်ပြေးဒုက္ခတွေကြောက်စိမ်းတွေနဲ့ပြည့်နေတယ်ရောင်းကျင်တဲ့သူတွေကအများကြီးဝယ်နိုင်သူကမရှိသလောက်ခက်ပြက်ကြီးမှုငွေရင်းလည်းအလွန်လက်နေတဲ့အချိန်မဟုတ်ပါလားဒါပေမဲ့အော်ဘုံဟောကဒုက္ခရောက်နေတဲ့စစ်ပြေးဒုက္ခတွေတယောက်ကိုဖိမထောင်းကျင်ပါဘူးကိုပစ္စည်းကိုယ်တိုင်ဈေးဖြတ်တာပဲကောင်းပါတယ်မစ္စတာရှင်ဒီပစ္စည်းတွေအားလုံးအတွက်ကျွန်တော်ဒေါ်လာ1000ပဲလိုချင်ပါတယ်ထောင်ကကြောက်စိမ်းခန်းစည်းတစ်ခုတည်းတောင်အဲ့ဒီလောက်တန်ပါတယ်ဒါပေမဲ့အဲ့ဒီပတ်စံလောက်ဆိုရင်ကျွန်တော်အတွက်လုံလောက်ပါတယ်လုပ်ငန်းထူထောင်လို့ရပါပြီကျွန်တော်လုပ်ငန်းအဆင်ပြေရင်ကြောက်စိမ်းခန်းစည်းကိုတန်ဖိုးနှစ်ဆပေးပြီးကျွန်တော်ပြန်ဝယ်ပါမယ်မစ္စတာရှင်ကဒုက္ခရောက်နေပြီမဲ့မာနာရှိသူတယောက်ဖြစ်လို့ကြားကြီးကလေးစားမိပါတယ်ကောင်းပြီလေခမရတောင်းတဲ့ဈေးကျုပ်ပေးပါမယ်အများကြီးကျေးဇူးတင်ပါတယ်ထောင်ကဲအများကြီးကျေးဇူးတင်ပါတယ်တနေ့မှာထောင်ကဲခွင့်ပြုမယ်ဆိုရင်ထောင်ကဲရဲ့ဆိုင်အိမ်ကြီးကိုကျွန်တော်လာလဲပါမယ်အရှိတစ်ဖြစ်မိတ်ဆွေဖြစ်သွားကြရအောင်ပေါ့ရပါတယ်ဗျာရပါတယ်လာလဲနိုင်ပါတယ်ခမရအဲ့ဒီနောက်ကြားကြီးပေးတဲ့ပတ်စံတွေကိုမစ္စတာရှင်ကလက်နှစ်ဖက်နဲ့ခံယူပြီးစပွဲပေါ်ကကြောက်စိမ်းတွေကိုနောက်ဆုံးအနေနဲ့ကြည်လိုက်ပါတယ်ပြီးတော့ထိုင်ရန်ကနေထားပြီးပြန်ထွက်လာခဲ့တော့တယ်ခြေလန်း10လန်းလောက်မလန်းခဲ့မှာပဲမစ္စတာရှင်ကိုကြားကြီးကပြန်ခေါ်လိုက်တယ်ကြားကြီးရဲ့လက်ထဲမှာတော့ကြောက်စိမ်းခန်းစည်းကလေးကိုကင်ထားပါတယ်မစ္စတာရှင်လူတယောက်ဟာတသက်တာမှာကိုယ့်ရဲ့တန်မိုးရှိတဲ့မိတ်ဆွေဟောင်းကိုအမြဲတမ်းပေါင်းနေရမယ်ဒီတော့ဒီခန်းစည်းကလေးကိုခမရအမြဲတမ်းပြန်သိမ်းထားပါခမရပြန်ဝယ်နေစရာမလိုတော့ပါဘူးပြန်ယူသွားပါမစ္စတာရှင်ကအန်အော်ဝမ်းသာစိမ့်နဲ့ဘာစကားမှပြန်ပြောရမှမသိအောင်ဖြစ်နေပါတယ်သူကခန်းစည်းကလေးကိုပြန်ယူရင်ပါဇက်ကလည်းကျေးဇူးတင်စကားကိုမတိမတနဲ့ဘလုံးပတွေးရွတ်နေတယ်အဲ့ဒီနောက်သူကကမန်းကရန်းနဲ့လန်ချမ်းဖို့တက်ပြီးနောက်ကိုလုံးဝပြန်မကြည့်တော့ပဲတချို့တည်းထွက်သွားလေတော့တယ်တစ်ချိန်လုံးစကားတစ်ခွန်းမှဝင်မပြောပဲထိုင်ကြည့်နေခဲ့တဲ့အော်ဆွန်ကတအံ့တောအမူအရာနဲ့ဖေဖေအဲ့ဒီအကောင်းဆုံးကြောက်စိမ်းကိုပတ်စံပေးဝယ်ပြီးတော့မှဘာဖြစ်လို့ပြန်ပေးလိုက်တာလဲငါသားဖေဖေကအဲ့ဒီလူကြောက်စိမ်းပြန်ပေးလိုက်တာမဟုတ်ဘူးသူ့စီကစိတ်စေတနာကိုပြန်ဝယ်လိုက်တာပါမမျော်ပလင်မဲရောက်လာတဲ့ရတနာအိတ်နှစ်အိတ်အနဲ့တအိတ်ကရတနာတွေကိုဟောင်ကောင်ကဟောပါဆန်အိမ်မှာအလှပြထားတယ်နောက်တအိတ်ကရတနာတွေကိုတော့စင်ကာပူကအိမ်ဖြူတော်မှာထားရှိဖို့ယူလာခဲ့တယ်အိမ်ဖြူတော်မှာရှိတဲ့ရတနာတွေကတော့ကြောက်စိမ်းဥတ်တဖျားနဂတ်သွဲ့မဟူယာခရစ်စတယ်တလင်းနီကြောက်ပြားရွှေရောင်ကွတ်ကြောက်တွေနဲ့တခြားတင်းတွက်ရတနာမျိုးစုံဖြစ်တယ်ဒါပေမဲ့လည်းကြောက်စိမ်းကတော့အဓိကပါညီလေးရေငါတခုစဉ်းစားမိတယ်ဒီအတိုင်းငါတိုးတိုးတကူကောင်းဆန်တဲ့လူဖြစ်နေပြီတကယ်တော့ဒို့လုပ်ငန်းကြီးအခုလိုအောင်မြင်လာတာဟာညီလေးရဲ့ကြိုးစားမှုတွေအများကြီးပါတယ်ဒါကြောင့်ညီလေးအနေနဲ့ဒီအောင်မြင်မှုရဲ့အကျိုးကျေးဇူးကိုအများကြီးခံစားတင်တယ်လို့ငါတွေးမိတယ်တနေ့မှာအော်ဘွန်ဟောကသူ့ညီအော်ဘွန်ဘားကိုဒီလိုပြောလိုက်ပါတယ်ဒါပေမဲ့ဘွန်ဘားကသူ့ကိုဘာကိုဆိုလိုတာမှရုပ်တဲ့နားမလဲဘူးဒါကြောင့်ပြန်မေးလိုက်ပါတယ်အကိုလေးဘာပြောချင်တာပါလဲကျွန်တော်သဘောမပေါက်လို့ပါအော်ငါပြောချင်တာဒီလိုပါညီလေးကအိမ်ဟောင်းကြီးနဲ့နေနေတဲ့အချိန်မှာငါကအိမ်တစ်ကြီးနှစ်ဆောင်ဆောက်ပြီးနေတာတွေးကြည့်ရင်ငါကတော်တော်ရှက်ဖို့ကောင်းနေကျွန်တော်အိမ်ကအဟောင်းကြီးမဟုတ်ပါဘူးပတ်စံတွေအများကြီးကုန်ခံပြီးအကိုလေးပြင်ပေးထားတာပဲအိမ်ကြီးကကောင်းလို့ဘယ်သက်သေးမဆိုနေချင်မှာပါမင်းမအဲ့ဒါခက်တာပေါ့မင်းကပတ်စံကိုတိတ်ပြီးနှမျောတာကိုအင်္ဂလိပ်စကားတစ်ခုရှိတယ်အကိုလေးကြားဘူးမှာပေါ့လူမိုက်နဲ့ငွေအတူမနေဆိုတာလေငါစကားပုံကတော့ဒီလိုမဟုတ်ဘူးငွေပုံပေါ်မှာထိုင်ပြီးနှာခေါင်းချီချူစားနေသူလောက်မိုက်မဲသူမရှိတဲ့ငါကမင်းကိုနှာခေါင်းချီချူစားနေတဲ့လူမိုက်လို့တော့မဆိုးလို့ပါဘူးဒါပေမဲ့မင်းအနေနဲ့ကို့အစင်တန်းနဲ့ကိုက်နေတဲ့အိမ်မျိုးနဲ့နေတဲ့နေလို့ငါယူဆတယ်လူတယောက်ရဲ့အစင်တန်းကိုသူ့အိမ်ကြည့်ပြီးဆုံးဖြတ်ကြတာညီလေကျွန်တော်အိမ်ကအကိုလေးပြောသလောက်မဆိုးသေးပါဘူးဒီအိမ်မှာနေရတာကျွန်တော်ပြောပါတယ်စိတ်ချမ်းသာပါတယ်
ဒါပေမဲ့မင်းအနေနဲ့ဒီထက်ကောင်းတဲ့အိမ်နဲ့နေတဲ့နဲ့တို့ကိုယ်တိုင်အသစ်ဆောက်တဲ့အိမ်ဖြစ်ရမယ်သူများဆောက်တဲ့အိမ်မဖြစ်ရဘူးအဲ့ဒီတော့အကိုလေးကဘယ်လိုလုပ်ချင်လို့လဲမင်းကိုအိမ်တစ်ဆောင်အသစ်ဆောက်ပေးမယ်ငါအိမ်တွေထက်ပိုပြီးခမ်းနားကြီးကျယ်ရမယ်ငါဆုံးဖြတ်ပြီးပြီမင်းငါ့ကိုလုံးဝမတားနဲ့တော့ကြားကြီးကစိတ်မြန်ကိုမြန်လူစားမျိုးဖြစ်တဲ့အခုစိတ်ကူးရအခုထလုပ်တတ်တယ်ဒီလိုနဲ့အချိန်ဆွဲမနေတော့ပဲအပူတပြင်းမြင်နေရလိုက်ရှာတော့မကြခင်ကစင်ကာပူမြို့ပြင်တိုင်ဟန်လမ်းပေါ်မှာရှိတဲ့ရှစ်ဧကကျယ်တဲ့မြေခွက်ကိုတွေ့ပြီးဝယ်ယူလိုက်ပါတယ်အဲ့ဒီနောက်စင်ကာပူမှာအတော်ဆုံးလူငယ်ပြည်သူ့ကပညာရှင်တယောက်နဲ့အတော်ဆုံးကန်ထရိုက်တယောက်တို့ကိုငှားရမ်းတယ်အိမ်ပုံစံကရှေးဟန်လည်းမပြည့်စေရဘူးခေတ်ဟန်လည်းပါရမယ်အနောက်တိုင်းဟန်ကိုတရုတ်ဟန်ဖြည့်ဆွတ်ထားတဲ့ပုံစံမျိုးဆိုတော့ဒီအိမ်ကြီးစောက်ပြီးသွားရင်ဟော်ပါဆိုင်အိမ်လို့နာမည်ပေးမယ်။အော်ဘွန်ဟောကသူဖြစ်စေခြင်းတဲ့ပုံစံကိုပြည်သူ့ကပညာရှင်နဲ့ကန်ထရိုက်တွေကိုရှင်းပြကြတယ်။စိတ်ကြပါထောင်ခဲလူချင်းတဲ့ပုံစံရအောင်ကျွန်တော်အစွမ်းကုန်စူးစမ်းပြီးအကောင်းဆုံးပုံစံဆွဲပေးပါမယ်။ဘာမှမပူပါနဲ့အားလုံးစိတ်တိုင်းကြဖြစ်စေရပါမယ်။စွာတိုမှာအတော်ဆုံးပြန်စရာတွေရှိပါတယ်။ရိုးရာရင်ကျေးမှုဗပုပန်းကက်နဲ့ရုပ်ကြွရုပ်တုပညာမှာအထူးလက်ရမြောက်တဲ့ကျွန်တော်ဆွေမျိုးတွေကိုခေါ်ပြီးအကောင်းဆုံးလုပ်ခိုင်းပါမယ်။ပြည်သူ့ကပညာရှင်နဲ့ကန်ထရိုက်လုပ်သူတို့ကလည်းအာမခံကြရည်ပေးကြပါတယ်။တခါကအော်ဘွန်ဟောကမလေးရှားတောင်ပိုင်းမှာရှိတဲ့ဘူကင်မာတကြံမြို့ကိုခရီးထွက်လာခဲ့တဲ့ဒုတိယဇနီးကြီးကိုလည်းခေါ်လာခဲ့ပါတယ်။ဘူကင်မာတကြံတွင်မှာဘွန်ဟောရဲ့ညီဝမ်းကအော်အာတီရှိတယ်။အာတီကတိုင်းရင်းဆေးစရာအလုံးနဲ့အသက်မွေးပြီးဝမ်းဝယုံတာဖြစ်တယ်။ဒါကြောင့်ဘွန်ဟောကအာတီကိုအိမ်အန်တောင်ဆေးတွေအတွက်ဖြန့်ချီရေးကိုယ်စားလှယ်ပေးတယ်။အာတီကဘွန်ဟောကိုအလွန်ကျေးဇူးတင်တယ်။အာတီမှာ9နှစ်အရွယ်သမီးကလေးစေမွိုင်ကိုမြင်တော့ကြီးကအလွန်ချစ်ခင်မိတယ်။ဒါနဲ့စေမွိုင်ကိုသမီးအဖြစ်မွေးစားဖို့အတင်းကျပ်တောင်းတော့မိဘတွေကမပေးခြင်းနဲ့ပေးလိုက်ရတော့တယ်။ဒီလိုနဲ့ဘွန်ဟောနဲ့ကြီးတို့မှာမွေးစားသမီးကလေးတယောက်တိုးလာခဲ့တယ်။ဘွန်ဟောကစေမွိုင်ကိုအောစိန်လို့နာမည်ပြောင်းမှဲ့ပေးလိုက်ပါတယ်။တနေ့မှာကြီးနေထိုင်မကောင်းဖြစ်တော့လေကောင်းလေသားရအောင်ဆိုပြီးတော့ဘွန်ဟောကကြီးကိုပင်လေကမ်းနားကအိမ်ကိုပြောင်းရွှေ့နေထိုင်စေတယ်။ကြီးကိုလိုလေသေးမရှိပြုစုနိုင်မှုအိမ်မော်တွေလည်းလုံလောက်ထားပေးတယ်။အထူးသဖြင့်လက်ဆွဲတော်အိမ်မော်မာလေး2ယောက်ကကြီးကိုနေညံ့မပြတ်အနိကပြုစုပေးနေကြရတယ်။အိမ်ပေါ်မှာကလေးတယောက်ကမြန်မာနိုင်ငံကခေါ်ယူထားတဲ့မဆောလာတွဲနှောင်းရုပ်ရည်ရှိပြီးအင်္ဂလိပ်စာလည်းတော်တက်တယ်။ဒါကြောင့်သူ့ကိုကြီးကအိမ်စီလိုသဘောမထားပဲတွင်ရည်မှုမျိုးဆက်ဆံတယ်။နောက်တယောက်ကအပြုံးချိုမျက်ဝင်းလှနဲ့တော်ချောတယ်။အသက်က22နှစ်သူ့နာမည်ကခူဆူအိမ်ပီနန်သူကလေးဖြစ်ပြီးမိဘတွေကစင်ရဲလုံးလို့ခေါ်လာခဲ့ခြင်းဖြစ်တယ်။ဆူအိမ်ကစိတ်လဲကောင်းတယ်အလုပ်လဲကောင်းတယ်အထူးသဖြင့်အနည်းအနှိမ်မှာအလွန်တော်တယ်ဒါကြောင့်လေသူကကြီးအတွက်မရှိမဖြစ်လက်ဆွဲတော်အိမ်မော်ကလေးဖြစ်နေတော့တယ်နှိမ်နေရမှာလဲစူးအိမ်ရဲ့လက်ချောင်းတွေကတော်ပေါက်တယ်တစ်ချိန်တည်းမှာပဲညင်လဲညင်သားတယ်နူလဲနူညံ့တယ်သူ့လက်ချောင်းကလေးတွေနဲ့တစ်ချိန်အနှိပ်ခံရဘူးရင်တသက်မမိတ်နိုင်လောက်အောင်ဖြစ်တယ်တခါတရံအလုတ်ပင်မန်းပြီးညောင်းညာကြိုက်ခဲဖြစ်ရင်ဘုံဟောကလည်းစူးအိမ်ကိုခေါ်ပြီးအနှိပ်ခံလေးရှိပါတယ်ဒါပေမဲ့ကြီးမျက်စိအောင်မှာအနှိပ်ခံခြင်းသာဖြစ်တယ်ကြီးကလည်းသိပ်ပြီးနေထိုင်မကောင်းသူဆိုတော့ဘုံဟောအနှိပ်ခံတိုင်းအမြဲတမ်းပဲထိုင်ဆောင်နေနိုင်မှမလဲတူတို့နဲ့လူရင်းပြောရရင်တော့ဒီလိုနဲ့တနေ့ကျတော့စူးအိမ်မှာကိုဝင်ရှိလာပါလေရောဘုံဟောရဲ့လူယုံတော်များရဲ့အပြောအရဘုံဟောကစူးအိမ်ကိုကိုဝင်ဖျက်ချရန်ပြောပေမဲ့စူးအိမ်ကလုံးဝလက်မခံဘူးလို့ဆိုပါတယ်ဒီလိုနဲ့စူးအိမ်ရဲ့ကိုဝင်ကဖုံးမနိုင်ဖိမြအခြေအနေကိုရောက်လာတော့ကြီးအနေနဲ့ဘာလို့ရမှန်းမသိခြေမကင်မိလက်မကင်မိဖြစ်ရတော့တယ်ဒါပေမဲ့လည်းသူကလင်းတော်မောင်ကြီးကိုလုံးဝတန်တရားမဖြစ်ဘူးအမှုရန်တယောက်သာဖြစ်ရမယ်လို့လုံးဝယုံကြည်နေတယ်ဒီကြားထဲမှာဘုံဟောကစူးအိမ်နဲ့နှစ်ယောက်ချင်းတွေ့ပြီးဖြောင်းမြပြောဆိုတယ်မင်းကဒီကထွက်သွားပြီဘယ်သူမှမပြောရင်မင်းလိုချင်တော့ပတ်စံငါပေးလိုက်မယ်ကျမပတ်စံလည်းမလိုချင်ဘူးဘယ်မှလည်းထွက်မသွားချင်ဘူးဒီမှာပဲကြားကြီးလုံးဝပါဇက်ပိတ်သွားတော့တယ်အဲဒီနောက်ဘုံဟောကနေဗျူဟာတစ်မျိုးပြောင်းနေသူ့အမှုရန်တယောက်ကစူးအိမ်ကိုလက်ထပ်ပြီးကလေးအဖေနာမည်ခံရင်ပတ်စံကြိုက်တဲ့လောက်ပေးမယ်လို့သူကကမ်းလှမ်းနေဒါပေမဲ့လည်းကြီးဒေါသကိုကြောက်ပြီးဘသူမှလှဲကြိုမထမ်းလို့ကြ
ဒါပေမဲ့အချိန်တန်တော့စုအိမ်ကလေးမွေးဖွားတယ်သမီးကလေးဝမ်းဆက်ဆရာမမေးတယ်ခလေးအဖေနာမည်ဘသူလဲဆိုတော့စုအိမ်ကအော်ဘွန်ဟောလို့ပြန်ဖြေတယ်ဝမ်းဆက်ဆရာမကမယုံလို့ပြန်မေးတယ်ဒီတော့စုအိမ်ကစိတ်တူလာပြီးရှင်နားပေးနေလားအော်ဘွန်ဟောပါဆိုနေမှာဘယ်အော်ဘွန်ဟောရှိအောင်မလဲကြာပန်းတထေးကြီးအော်ဘွန်ဟောပေါ့နောက်ဆုံးတော့အော်ဘွန်ဟောလဲဘလို့မှမရှောင်သာတော့ပဲជីជីထမ်းမှာပဲအမှန်ကိုဝန်ခံရတော့တယ်ကြည်လေးနေထိုင်မကောင်းတော့အကိုကြီးကအားနာတာပေါ့သွားစမ်းကိုကြီးရဲ့ကဲကိုကဲလို့ပါလေယောက်ျားဟာယောက်ျားပါပဲကြည်လေးရဲ့အင်္ဂလန်ကဘီရင်တောင်မှတစ်ချိန်လုံးသူ့တော်စင်မဖြစ်နိုင်ပါဘူးကွာဘွန်ဟောကနှစ်လင်ကွာအမေရိကန်သူဝေါ်လစ်ပစံကိုလက်ထပ်ဖို့အတွက်နန်းစွန့်သွားတဲ့အထမမြောက်အတွက်ဘီရင်ကိုဆိုလိုခြင်းဖြစ်ပါတယ်တော်ပြီဒီကိစ္စကျမနောက်ထပ်ဘာမှမကြားချင်ဘူးသူတို့သားမိကိုဒီအိမ်မှာလည်းမထားပါနဲ့ဒီလိုနဲ့ဘွန်ဟောကစူးအိမ်နဲ့သမီးတို့အတွက်စင်ကာပူအရှေ့ပိုင်းအစုံကဘီတုတ်ရက်ကွက်မှာအိမ်တဆောင်ငှားပေးလိုက်ပြီးတော့အိမ်မော်တယောက်လေးထားပေးပါတယ်တရုတ်ပြည်မှာဂျပန်ရဲ့ကျူးကျော်စစ်ကြောင့်အိမ်အန်တောင်ဆေးဝါးကိုယ်စားလှယ်ဆိုင်တွေအားလုံးလိုပိတ်လိုက်ရပါတယ်သို့တော်လည်းကြားတဲ့စိတ်ဆေးတွေကိုတော့လူတွေကမပြတ်တောင်းတနေကြစေသုံးဆွဲနေကြစေအဲဒါကြောင့်ဘွန်ဟောကစင်ကာပူမှာနောက်ထပ်ဆေးဝါးစက်ရုံတရုံတိစောက်တယ်ကန်တုံမှာလည်း16တက်အဆောက်အုံကြီးတစ်ခုစောက်တယ်ဆေးဝါးတွေမပြတ်ထုတ်လုပ်ပြီးဖြစ်တဲ့နည်းနဲ့လက်လီလက်ကားဖြန့်ချီတယ်1939ခုနှစ်ဒီဇင်ဘာလမှာတော့ဂျပန်ကစစ်ကြေညာပြီးနန်ကင်းကိုသိမ်းတော့တကဘာလုံးထိတ်လန့်ကုန်တယ်လူပေါင်း3သိန်းခန့်သေဆုံးတယ်လို့ဆိုတယ်ချန်ကိရှိကတရုတ်ပြည်ရဲ့မြို့တော်ခြုံကင်းကိုပြောင်းရွှေ့တယ်ဟောပါဆိုင်အိမ်တိုက်တစ်ကြီးကိုဆောက်လုပ်မှုကာလ2နှစ်တိတိကြာပြီးတဲ့နောက်မှာတော့1939ခုနှစ်မတ်လမှာဖွင့်လှစ်ပါတယ်အပိတ်သက်တွေအများကြီးဖိတ်ပြီးကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာကျွေးမွေးအခမ်းတယ်အဆောက်အုံကြီးကမုတ်ခုံးကြီးခုနဲ့အလွန်ခမ်းနားတယ်အခန်းဆောင်ကမြင်ရတဲ့ရှူခင်းကလည်းအလွန်လှတယ်ကုန်းမြင့်ပေါ်မှာစောက်လုပ်ထားတာကြောင့်ပင်လယ်ပြင်ကိုစီးမိုးမြင်ရပြီးလှမ်းကြည့်လိုက်ရင်အဝေးစီကကျွန်းမျိုးလေးတွေကိုမြင်ရတယ်နေရောင်ကြီးအောက်မှာလှေတံမှန်တင်မိုးကြီးငယ်များတရွေ့ရွေ့သွားနေကြတယ်ဟောပါဆိုင်အိမ်ဝင်းကြီးတဲ့ရေကူးကန်နဲ့ပန်းဥယျာဉ်ကြီးလည်းရှိတယ်စံအိမ်ရေကူးကန်ပန်းဥယျာဉ်နဲ့အိမ်တွင်းရှိပရိဘောဂပစ္စည်းများအပါအဝင်အမှုပညာပကြီးပပုလက်ရအားလုံးအတွက်အကောင်ဆုံးအလှဆုံးအိမ်ကြီးကိုစောက်ပေးလိုက်ရတာကြောင့်ဘွန်ဟောကဝမ်းသာလို့မဆုံးတော့အင်္ဂလန်အိုင်ယာလန်နဲ့အိန္ဒိယနိုင်ငံတို့ကိုအစိုးရတော်မူသော17ပတ်မြောက်ဂျော်ဘီရင်မင်းမြတ်သည်စီးပွားကုန်သွယ်ရေးလုပ်ငန်းနှင့်အများအကျိုးအတွက်ပေးကမ်းစွန့်ကြဲခြင်းတို့၌ထူးချွန်ပြောင်းမြောက်သောတင်ဤလှုပ်ဆောင်မှုကိုဂုဏ်ပြုသောအားဖြင့်ဗြိတိရှအင်ပါယာ၏အမြင့်ဆုံးဖြစ်သောသူကောင်းပြုတစိ့ OBE ကိုတင့်အားချီးမြှင့်အနှင်းတော်မူလိုက်သည်ဒီစုတစိမ့်နဲ့ဂုံပြုသဝင်လာကိုစင်ကာပူကိုလိုနီအတွင်းဝင်ထံကနေတဆင့်ဂျာဗန်တထေးကြီးအော်ဘွန်ဟောထံကိုရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်လက်ထောက်တယောက်ကသဝင်လာကိုဘာသာပြန်ဖတ်ပြပေးပါတယ်ဒီသဝင်လွာမှာတရုတ်လိုဘာသာပြန်လိုက်တဲ့ခါမှာတော့မူလအင်္ဂလိပ်ဘာသာလောက်မခန်းနာလားဒါပေမဲ့လည်းနန်းမူနန်းဟန်တော့ပါတယ်ဒီဂုံတူးဆောင်စုတစိမ့်ကို1938ခုနှစ်မှာအသက်43နှစ်ရွယ်အင်္ဂလိပ်ဘုရင်မင်းမြတ်ကအသက်56နှစ်အရွယ်အများအကျိုးဆောင်တထေးကြီးကိုချီးမြှင့်ခြင်းဖြစ်ပါတယ်ဒီအတွက်ဘွန်ဟောကဂုံယူဝမ်းသာမိတယ်ဒါပေမဲ့လည်းသူ့ကိုစုတစိမ့်ချီးမြှင့်ချိန်မှာနောက်တောင်ကျနေသေးတယ်လို့တော့သူကတွေးနေတာပါကန်တုံမှာသတင်းစာတစ်စောင်ထုတ်ဝေဖို့ဘွန်ဟောရဲ့အကြံကမအောင်မြင်ခဲ့ပါဘူးဒါကြောင့်ဟောင်ကောင်မှာထုတ်ဝေဖို့ထပ်မံကြိုးစားတယ်ဒီလိုနဲ့1938ခုနှစ်ဩဂုတ်လ1ရက်နေ့မှာစင်တာအိုဂျီမိုသတင်းစာစတင်ပေါ်ထွက်လာခဲ့ပါတယ်19နှစ်အရွယ်သားငယ်အော်ဟိုးကိုမန်နေဂျာခန့်တယ်အော်ဟိုးကပီနန်ကလီနန်တက္ကသိုလ်ကဘွဲမရခင်ထွက်လာခဲ့တယ်သူကပညာရေးထက်စီးပွားရေးကိုပိုဝါသနာပါတယ်အသက်ငယ်ငယ်နဲ့ယာဒူးကြီးကြီးခန့်ထားရခြင်းကတော့ကြီးကဘွန်ဟောကိုအတင်းတိုက်တွန်းတာကြောင့်ဖြစ်ပါတယ်ဟစ်တလာရဲ့တပ်မတော်က1939စက်တင်ဘာလ1ရက်နေ့မှာပိုလန်နိုင်ငံကိုကျူးကျော်တိုက်ခိုက်တယ်ဗြိတိန်နဲ့ပြင်သစ်ကဂျာမနီကိုစစ်ကြေညာတယ်။သမိုင်းလှဲပိန်တစ်ပတ်လဲခဲ့ပြန်ပြီ။ဒုတိယကမ္ဘာစစ်ကြီးစတင်ခဲ့ပြီဖြစ်ပါတယ်
အော်ဘွန်ဟောအတွေ့ရောတမိုင်းလဲပင်တစ်ပတ်လဲလာဦးမည်လောပထမကဘာစစ်ကြောင့်အိမ်အန်တောင်ဆေးတိုက်ကြီးအကြီးအကျယ်အကျိုးပြထွင်းခဲ့တယ်အခုဒုတိယကဘာစစ်ဖြစ်ပြန်တော့လေအောညီကိုတို့ထောပြန်ပြီသူတို့ရဲ့ကိုယ်တော်တွေထဲမှာကုန်ကျန်းတွေအပြည့်ရှင်ရှိနေတယ်စေဝါတွေအဆက်မပြတ်ထုတ်လုပ်နေတယ်ဈေးကွက်ကကဘာတချမ်းထိပြန့်နှံ့သွားခဲ့ပြီစက်တင်ဘာလအတွင်းစီးပွားရေးကောင်းနေချိန်မှာဘွန်ဟောရဲ့သားတွေလည်းတယောက်ပြီးတယောက်အိမ်အောင်ပြုကြတယ်ဒုတိယသားအော်ဆွန်ကပီနန်သူလင်စောဆွီနဲ့1938ခုနှစ်မှာလက်ထပ်တယ်တတိယသားအော်ဟိုကနောက်တစ်နှစ်မှာဟောင်ကောင်သူချိန်စောရောင်နဲ့ညားတယ်တာကြီးအောကောင်ကစင်ကာပူသူတန်ဂါကျူးနဲ့1940ပြည့်နှစ်မှာအကြောင်းပါတယ်1941ခုနှစ်ရောက်တော့စူးအိမ်မှာသားယောက်ျားကလေးတယောက်ထပ်မွေးတယ်ဘွန်ဟောကသူ့သားကလေးကိုစောစာဟောတတိယကြားလို့နာမည်ပေးတယ်ဒီလိုနဲ့ဘွန်ဟောမှာစတုထမြောက်အမွေခံသားတယောက်တိုးလာခဲ့ပြန်ပါတယ်ဒုတိယကမ္ဘာစစ်ကြီးရဲ့ဝင်ရိုးစုံနိုင်ငံတွေဘက်ကနေဂျပန်နိုင်ငံကိုဝင်ရောက်တိုက်ခိုက်တဲ့အခါဂျာမန်တထေးကြီးရဲ့စီးပွားရေးအင်ပါယာကြီးကလည်းပြိုကွဲသွားခဲ့တယ်ဂျာမနီအာဏာရှင်ဟစ်တလာကပြင်သစ်ကိုသိမ်းပိုက်ပြီးဗြိတိန်ကိုဥရောပတိုက်ကနေမောင်းထုတ်လိုက်တယ်အီတလီအာဏာရှင်မူဆိုလိုနီကလည်းသူ့ရဲ့မဟာမိတ်ကြီးဟစ်တလာဘက်ကနေဝင်ကူတယ်ဗြိတိန်မှာနန်းရင်ဝင်ချိန်ပါလိန်ပြုတ်ကြပြီးနိုင်ငံတော်အတွက်ပေးဆက်เสียဆိုလို့ကျုံမှာသွေးရယ်ချွေးရယ်မျက်ရည်ပဲရှိတယ်ဆိုတဲ့ကြွေးကြော်သံနဲ့ဝင်စတန်ချာချီတက်လာပါတယ်အဲ့ဒီအချိန်မှာဂျာမန်တထေးကြီးအော်ဘွန်ဟောကဂျပန်တို့ရဲ့အကျဉ်းသားအဖြစ်အဖမ်းခံနေရတယ်သူ့လုပ်ငန်းအင်ပါယာကြီးပြိုကွဲသွားပြီးသားစုဝင်များလည်းဖျို့ဖျဲဖြစ်သွားတယ်ညီတော်မောင်အော်ပွန်ဘာကတော့စင်ကာပူမှာမနေရလို့ရန်ကုန်မြို့ကိုထွက်ပြေးသွားတယ်သူနဲ့အတူဇနီးတဲ့ဟောင်းရင်သားဖြစ်သူချင်းတိတ်မီးကြီးဖေဟောင်းမီးငယ်ကြီးရဲ့မွေးစားသားအေဟောမွေးစားသမီးဩစိန်တို့လည်းလိုက်ပါသွားကြတယ်ဘွန်ဟောရဲ့တတိယဇနီးဝီကိန်စာနဲ့သားဖြစ်သူအော်ကီယာတို့ကတော့စင်ကာပူမှာနေရခဲ့ကြတယ်အဲ့ဒါအပြင်စရုပ်ထဇနီးခူစုအိမ်နဲ့ကလေးတွေလည်းရန်ကုန်မြို့ကိုလိုက်ပါမသွားကြ1941ခုနှစ်ဒီဇင်ဘာလ25ရက်နေ့မှာတော့ဟောင်ကောင်ကိုဂျပန်ကသိမ်းတယ်1924ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာနောက်ဆုံးကျန်နေတဲ့ဗြိတိရှ်တပ်တွေကမလေးရှားနိုင်ငံကနေဆုတ်ခွာကြရတယ်နောက်တစ်နေ့မှာတော့ဂျပန်ဗိုလ်ချုပ်ကြီးယာမရှိတာဦးဆောင်တဲ့ဂျပန်တပ်တွေကစင်ကာပူစိတ်ကမ်းကိုရောက်ရှိလာကြပြီးစင်ကာပူတိုက်ပွဲစတင်ပါတယ်ဖေဖော်ဝါရီ14ရက်နေ့မှာတော့အော်ကီယာနဲ့ဝမ်ခွဲညီကိုတို့တယောက်ကိုနက်ဆင်လန်းရှိအိမ်ဖြူတော်ဝင်းအတွင်ကစားနေကြစဉ်မှာပဲဂျပန်ဘုံထန်ကြောင့်ကလေး2ယောက်စလုံးပွဲချင်းပြီးသေဆုံးသွားကြတယ်ဖေဖော်ဝါရီလ15ရက်နေ့မှာတော့ဗြိတိရှ်ဗိုလ်ချုပ်ကြီးပါစီဘဲကဂျပန်ဗိုလ်ချုပ်ကြီးယာမရှိတာထံမှလက်နက်ချတယ်ဗြိတိရှ်ဩစတြေးလျနဲ့အိန္ဒိယစစ်သားတွေထောင်တောင်းချီပြီးအဖမ်းခံကြရတယ်အော်ဘွန်ဟောရဲ့ခြံဝင်းဆောက်စစ်လူမျိုးကဂျပန်စစ်ဗိုလ်ကလေးကိုဆလံပေးပြီးထောင်ခဲကြီးစင်ကာပူမှာမရှိတဲ့အကြောင်းကိုပြောပါတယ်ဂျပန်စစ်ဗိုလ်လေးကအော်ငေါက်ပြီးအမိန့်ပေးလိုက်တယ်စစ်သားတယောက်ကခြံဝင်းဆောင်ကိုတထောင်နဲ့တွန်းဖယ်ပြီးဂိတ်တကားကိုအတင်းတွန်းဖွင့်လိုက်တယ်ဂျပန်ဗိုလ်ကလေးနဲ့စစ်သား6ယောက်တို့ကအိမ်ကြီးထဲကိုဝင်ရောက်လာကြတယ်အိမ်စေးတွေအားလုံးကြောက်တူးတုန်ပြီးအခန်းတောင်မှာစုပြုံရက်နေကြတယ်ရတနာတွေပဲမှာလည်းအဲ့ဒီရတနာအားလုံးအခုချိန်ကစပြီးဂျပန်ဧကရာဇ်တပ်မတော်ရဲ့ပစ္စည်းတွေဖြစ်သွားပြီရန်သူပိုင်ပစ္စည်းအားလုံးဂျပန်တပ်မတော်ကသိမ်းလိုက်ပြီဘိုကီမူအီရာကပြောပေမဲ့အိမ်ဆွေတွေအားလုံးကနှုတ်ပိတ်နေကြတယ်အကြောက်လိုနေတာကြောင့်စကားမပြောရဲတာလည်းပါတယ်ဂျာတထေးကြီးရဲ့အထူးလျှို့ဝှက်ချက်ဖြစ်လို့မပြောရဲတာလည်းပါတယ်ဂျပန်စစ်ဗိုလ်ကသူခါမှချိတ်ဆွဲထားတဲ့ဆာမူရိုင်းဓာတ်ရှည်ကြီးကိုရှုံးကနေဆွဲထုတ်လိုက်ပြီးတော့အိမ်စေတယောက်ရဲ့မျက်နှာရှိမှာဒန်းကိုဝှေ့ရမ်းပြရင်ခေါင်းပြတ်သွားခြင်းသလားလို့မေးလိုက်တဲ့အခါမှာတော့အိမ်စေကမြက်ကလူးဆန်ပြကြောက်လန့်နဲ့ရတနာတွေရှိရာကိုလိုက်ပြလေရပါတော့တယ်ရတနာတွေကိုအိမ်အောက်ကမြေကြီးထဲမှာမြုပ်ထားတယ်အကြီးအသေးတစ်တာစုစုပေါင်း24လုံးတွေ့ရတယ်ဒါတွေကိုအဲ့ဒီနေညနေမှာပဲစစ်ကားကြီး2စီးနဲ့တည်ယူသွားကြပါတယ်ရတနာတွေအပြည့်တင်ပြီးမောင်းထွက်သွားတဲ့ကား2စီးကိုဝိကိန်စာကခန်းစားချက်မရှိတဲ့မျက်နှာနဲ့ငေးကြည့်ကြံရစ်ခဲ့တယ်သူ့အဖို့အရင်နေ့ကဂျပန်ဘုံတန်ကြောင့်တေဆုံးသွားတဲ့သားကလေးတယောက်လောက်ဘေးရတနာကမှတန်မိုးမရှိရန်ကုန်ကိုထွက်ပြေးသွားတဲ့တခြားသားကလေးတယောက်ဘေးအန္တရာယ်ပေါင်းမှကင်းရှင်းပါစေကြောင်းသူကကြိတ်ပြီးဆူတောင်းမိနေတာဝ
ဥကိစ္စအပါဝင်အင်ကြီးနှလုံးမှာနေထိုင်သူမှန်သမျှ2 ရက်အတွင်းထွက်သွားကြမယ်လို့ဂျပန်စစ်တပ်ကအမိန့်ထုတ်ပါတယ်ဒါကြောင့်ဥကိစ္စကနှံကြောင်ဘဝရက်ကမှာအိမ်တလုံးငှားပြီးနေရတယ်အော်ဘွန်ဟောကိုတော့ဂျပန်တို့ကပင်နီဆူလာဟိုတယ်မှာထိန်းသိမ်းထားရကနေဟောင်ကောင်ကြပြီး1 လအကြာဇန်နဝါရီလ25 ရက်နေ့မှာပြန်လွှတ်လိုက်ပါတယ်အဲ့ဒီနေ့ကသူ့အသက်60ပြည့်တဲ့နေ့နဲ့လည်းတိုက်ဆိုင်နေတယ်အခုလိုသူအချုပ်ကလွတ်လာခြင်းကမွေးနေ့လက်ဆောင်ရခြင်းဖြစ်တယ်လို့သူကရည်စရာပြောလိုက်သေးတယ်အချုပ်ခံနေရစဉ်မှာဂျပန်တွေကသူ့ကိုဝါဒမှိုင်းတိုက်ကြတယ်ဆက်ဆံရေးချိုးသားရင်ကျေးတဲ့ဗိုလ်မှူးအီတိုကလေသံအေးနဲ့အမျိုးမျိုးအကြက်ကိုင်းတယ်ဒါပေမဲ့လည်းကြားကြီးကအညံ့မခံသူခံယူချက်ကိုသာစုပ်ကိုင်းထားပါတယ်လူကြီးမင်းအနေနဲ့ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်ကျွန်တော်တို့အတွက်သိပ်ပြီးဂုဏ်ယူစရာဖြစ်မှာပဲကျွန်တော်တို့ကလူကြီးမင်းကိုလေးစားတယ်ဟောင်ကောင်လူကြီးကလေလူကြီးမင်းကိုလေးစားတယ်ဒါကြောင့်ဟောင်ကောင်အုပ်ချုပ်ရေးကောင်စီမှာအဖွဲ့ဝင်တယောက်အဖြစ်လူကြီးမင်းပါဝင်ဆောင်ရွက်စေချင်ပါတယ်ကျွန်တော်တို့အလွန်အရေးပါတဲ့ပုံကိုယ်တွေကိုမှရွေးခံတာပါလူကြီးမင်းကကျွန်တော်တို့အတွက်အလွန်အရေးပါတဲ့ပုံကိုယ်ကြီးဖြစ်ပါတယ်ဘွန်ဟောကသူ့ကိုအခုလိုဂုဏ်တင်တဲ့အတွက်လည်းဝမ်းသာတယ်ဒါပေမဲ့သူ့အနေနဲ့ဗြိတိရှအစိုးရနဲ့တော့၎င်းတရုတ်အစိုးရနဲ့တော့၎င်းဘယ်အစိုးရနဲ့မှပူးပေါင်းဆောင်ရွက်ဖို့ခြင်းမရှိခဲ့ဘူးသူကအမိန့်ကိုခံယူသူမဟုတ်ဘူးအမိန့်ကိုထုတ်ပြန်နေသူတာဖြစ်တယ်ဒါပြင်သူကပြည်သူတွေရဲ့အကျိုးကိုဆောင်ရွက်ရမှာယာရုဂုဏ်တင်နဲ့ဆောင်ရွက်ခြင်းမဟုတ်ဘူးငွေကြေးနဲ့ဆောင်ရွက်ခြင်းသာဖြစ်တယ်ဒါကြောင့်သူကဗိုလ်မှူးကိုပြန်ပြောလိုက်ပါတယ်ခုလိုရွေးချယ်တာကျုပ်အများကြီးဂုဏ်ယူပါတယ်မာစတာကျုပ်ကျေးဇူးတင်ပါတယ်ဆိုတာမာစတာရဲ့ဗိုလ်ချုပ်ကြီးကိုပြောပြပါမာစတာသိတဲ့အတိုင်းကျုပ်ကစီးပွားရေးသမားတယောက်ပါအစိုးရလုပ်ငန်းကိုဘာမှနားမလဲပါဘူးကျုပ်ကနိုင်ငံရေးလဲဝါသနာမပါဘူးကျုပ်ပြောချင်တာကိုကျုပ်ရဲ့သတင်းစာတွေကတစ်ဆင့်ပဲပြောတယ်အဲ့ဒီတော့ကျေးဇူးတင်ပါတယ်ဂျပန်အစိုးရကိုကျေးဇူးတင်ပါတယ်ဗိုလ်မှူးကြီးကအော်ဘွန်ဟောထံကဂရီတစ်ခုမှမရဘဲနဲ့တော့လုံးဝမဖြစ်လို့ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်ဒါကြောင့်သူကအတန်မာနဲ့ဒီတိုင်းဆိုရင်လူကြီးမရဲ့စိတ်စရနာကိုကျွန်တော်အထက်လူကြီးတွေကအထင်လွဲသွားနိုင်တယ်ဟောင်ကောင်ကိုကောင်းအောင်လုပ်ဖို့အတွက်သူတို့ကလူကြီးမင်းနဲ့အခြားအရေးပါတဲ့ပုဂ္ဂိုလ်ကြီးတွေရဲ့အကူအညီကိုလိုချင်ရတယ်ကျွန်တော်တို့ကနိုင်ငံသားတွေကိုမောင်းထုတ်လိုက်တဲ့အတွက်လူကြီးမင်းတို့ကကျွန်တော်တို့ကိုကျေးဇူးတင်တယ်ကျွန်တော်တို့ကကိုကျိုးစွန့်ပြီးဆောင်ရွက်တာကိုလူကြီးမင်းတို့အတိမတ်ပြုတင်တယ်နောက်ဆုံးတော့ဂျပန်တပ်တော်အတွက်စံနဲ့အခြားစားနပ်ရိက္ခာများထောက်ပံ့မှုကုမ္ပဏီတစ်ခုထူထောင်မှုအော်ဘွန်ဟောကတဘောတူလေးရပါတယ်စံစပါးထွက်တဲ့တရုတ်မြန်မာထိုင်းနဲ့အင်ဒိုချိုင်းနားနိုင်ငံတွေမှာရှိတဲ့သူ့အဆက်အသွယ်တွေကနေတစ်ဆင့်စံများအလွယ်ကူရနိုင်လိမ့်မယ်လို့သူကယုံကြည်နေပါတယ်ဒီလိုနဲ့ကုတ်စုကဲအမည်နဲ့ကုမ္ပဏီကိုတည်ထောင်ခြင်းမှာငွေကြေးအမျက်စွန်းရလိုမှုကြောင့်မဟုတ်ဂျပန်တွေကျေနပ်အောင်တမင်လှုပ်ပေးခြင်းသာဖြစ်တယ်သူကဂျပန်ကိုဒီလိုကူညီခြင်းအတွက်ဂျပန်ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကိုပြန်လည်လုပ်ကိုင်ခွင့်ရတယ်ဒါအပြင်အရင်ကစင်တာအိုဂျပိုးသတင်းစာကိုဟောင်တာအိုဂျပိုးအမည်နဲ့ပြောင်းလဲထုတ်ဝေခွင့်ကိုလည်းရရှိခဲ့ပါတယ်ဂျပန်တို့ကအော်ဘွန်ဟောကိုသူ့ရဲ့စံအိမ်ကြီးမှာဆက်လက်နေထိုင်ခွင့်ပြုတယ်ဒါပေမဲ့လည်းဂျပန်ကင်ပိန်းတိုင်းမတည်ပဲတခြားတစ်ပါးကိုသွားအိတ်ခွင့်တော့လုံးဝမပြု1942ခုနှစ်မတ်လမှာတော့ဟောင်ကောင်နဲ့စင်ကာပူအကြားဆက်သွယ်ရေးလုပ်ငန်းများပြန်လည်စတင်ခဲ့ပါတယ်ဒါကြောင့်ဟော်ကီယာတေဆုံးခြင်းသတင်းကိုဘွန်ဟောကကြားသိရတယ်သူအကြီးအကျယ်ခံစားရတယ်ဘသူနဲ့မှအတွေ့မခံပဲ3 ရက်လုံးအခန်းတကားပိတ်ပြီးပူဆွေးနေတယ်ရန်ကုန်မြို့ကနောက်ထပ်စာတစ်စောင်ရောက်လာတယ်မိသားစုတွေအားလုံးကျန်းမာရှိကြောင်းသိရလို့ဝမ်းသာမိတယ်ဒါပေမဲ့ကဘာစစ်ကြီးကသူ့ရဲ့နောက်ထပ်အမွေခံသားကလေးတယောက်ကိုတက်လိုက်ပြန်တယ်ကာလာဝိုင်းယောဂါကြောင့်စာဟောတေဆုံးသွားခြင်းဖြစ်ပါတယ်တစ်နှစ်သားပင်မရှိသေးပါဘူးစင်ကာပူမှာရှိတဲ့ဂျာတစိတ်ဆေးဝါးစက်ရုံကိုဂျပန်တွေကသိမ်းလိုက်တယ်ဂျာတစိတ်ဆေးဝါးလုပ်ငန်းအင်ပါယာကြီးဟောင်ကောင်တနေရာထဲ၌သာအခြေစိုက်နိုင်တော့တယ်ဝီကိန်းစာကိုစင်ကာပူရှိငှားရမ်းနေတဲ့အိမ်ကနေတစ်ဆင့် YMCA အဆောက်အုံကိုပြောင်းပြီးချုပ်ထားတယ်အဆောက်အုံကဂျပန်ကင်ပေတိုင်ဌာနချုပ်ဖြစ်တယ်အောမိသားစုပိုင်ဝှက်ထားတဲ့ရတနာပစ္စည်းတွေကိုထုတ်ဖော်ပြောပြဖို့ဂျပန်ကင်ပေတိုင်ကဝီကိန်းစာကိုအကြက်ကိုင်းတယ်ဒါပေမဲ့သူကဘာမှမသိကြောင်းအမှန်တိုင်းပြောပြတော့ရိုက်နှက်နှိပ်စက်တယ်ပါဇက်ထဲရေလောင်းထဲတယ်နောက်ဆုံး3 ညတိတိကြာတော့မှ
ပြန်လွှတ်လိုက်ကြတယ်သူခမရတော့3 လတိတိကြာတော့မှနလန်ထလာနိုင်ခဲ့ရှာတယ်ပင်နဆူလာဟိုတယ်မှာထိမ့်သိမ်းထားရာကပြန်လွတ်လာပြီးတဲ့နောက်မကြာမီမှာဂျပန်ဘုံကျဲလေရင်နဲ့ဘွန်ဟောဂျပန်နိုင်ငံကိုသွားရတယ်ဂျပန်တွေနဲ့ရင်းနှီးစွာဆက်ဆံနိုင်ရေးအတွက်ချစ်ကြည်ရေးခရီးတမင်ထွက်ခိုင်းခြင်းဖြစ်တယ်ဂျပန်တွေကဘွန်ဟောကိုသူတို့ဘက်ပါလာအောင်တမင်စီးယုံနေခြင်းလည်းဖြစ်ပါတယ်ဂျပန်မှာ3 ပတ်နေထိုင်ခဲ့ပြီးနောက်ဟောင်ကောင်ကိုဘွန်ဟောပြန်ရောက်လာတယ်ဒါပေမဲ့သူ့အတွေးခေါ်ကတော့ပြောင်းမသွားငကိုအတိုင်းပဲရှိနေပါတယ်တရုတ်လူမျိုးတယောက်ကဘသူ့လက်အောက်မှာပဲရှိနေမိခင်နိုင်ငံတော့အမြဲတမ်းပစ္စာစောင့်တည်နေရမှာပဲတာရဲ့ဘွန်ဟောကသားဖြစ်သူအော်ဆွန်းကိုပြောပြပါတယ်အော်ဆွန်းကလည်းဂျပန်ခေတ်တစ်ခေတ်လုံးဖခင်ကြီးနဲ့အတူရှိနေခဲ့တာပါဒီနေ့မှာတော့အရေးပါတဲ့ဂျပန်အမျိုးသားပုဂ္ဂိုလ်တစုကြောက်စိမ့်ပြန်ခန်းကိုကြည့်ရှုဖို့ဘွန်ဟောရဲ့ဆိုင်အင်ကြီးကိုရောက်ရှိလာကြတယ်ဧည့်သည်တွေကိုလက်ဖက်ရည်နဲ့ကိမ်းမုံလုံးနဲ့အခန့်ကျွေးမိတယ်အဲ့ဒီမှာနန်းရံမှာချိတ်ထားတဲ့ချန်ကေရှိတ်ရဲ့ဓာတ်ပုံကြီးကိုဧည့်သည်တယောက်ကသတိပြုမိတယ်ကျွန်တော်တို့ရဲ့ရန်သူဓာတ်ပုံကိုဘာဖြစ်လို့ချိတ်ထားရတာလဲမစ္စတာအော်ဘွန်ဟောအဲ့ဒီခါမှာဘွန်ဟောကမေးတဲ့ဂျပန်ပုဂ္ဂိုလ်မျက်နှာကိုစေ့စေ့ကြည့်ပြီးကျုပ်ကတရုတ်လူမျိုးသူကကျုပ်တို့ရဲ့ခေါင်းဆောင်ခမရတို့ကတရုတ်ပြည်နဲ့ငြိမ်းချမ်းရေးစကားပြောခြင်းသူနဲ့သူ့အစိုးရဖွဲ့နေပဲပြောရမှာပဲဝန်ချင်းဝေနဲ့ပြောလို့မဖြစ်ဘူးပြောင်ပဲပြန်ပြောလိုက်ပါတယ်ဝန်ချင်းဝေဟာဂျပန်တို့သိမ်းပိုက်ထားတဲ့တရုတ်ပြည်နယ်မြေရဲ့ရုပ်သေးအစိုးရအဖွဲ့အကြီးအကဲဖြစ်ပါတယ်ဂျပန်တွေကမျိုးချစ်စိတ်ဆိုတာဘလို့အရာဆိုတာကိုကောင်းကောင်းနားလည်ကြတယ်သူတို့ရဲ့ဘရင်ဧကရစ်ကိုအကျွမ်းမဲ့သစ္စာခံကအသက်ကိုပင်ပေးလူထားကြတယ်ပစိဖိတ်စစ်ပွဲရဲ့စောစောပိုင်းကာလမှာဂျပန်တို့အောင်ပွဲခံခဲ့ပြီးမဲ့လေ1944ခုနှစ်ရောက်တော့ဂျပန်စစ်တပ်များမျောလင့်ချက်ကင်းမဲ့စွာဖျို့ဖျင်းပြန့်ကျဲကုန်တော့တယ်ရိတ်ခမ်းလမ်းကြောင်းတွေမကြာခဏဖြတ်တောက်ခံခဲ့ရတယ်ပြန်လဲလက်နဲ့တက်ဆင်ထားတဲ့အမေရိကန်တပ်မတော်ကရေတပ်အင်အားနဲ့လေတပ်အင်အားမှာအရေးအတွက်ရောအရေးချင်းမှာပလဲစိတ်ကန်းအရေးခင်မတိုင်ကြီးရတဲ့အများကြီးတိုးတက်လာခဲ့တယ်။ကင်းတပ်သားတွေထောင်ပေါင်းများစွာရောက်လာကြတယ်။တကြွပြီးတကြွဖြည်းဖြည်းနဲ့မှန်ပြန်လဲသိမ်းယူတယ်။ဂျပန်တပ်တွေဂျပန်နိုင်ငံဘက်ပြန်ဆုတ်နေကြရပြီ။ဖိလစ်ပိုင်ကိုငါပြန်လာမယ်လို့ကြုံဝါခဲ့တဲ့ဗိုလ်ချုပ်ကြီးဒေါက်ကလပ်မက်အာသာကသူ့စကားတိုင်းတကယ်ပြန်ရောက်လာခဲ့ပြီ။အီတလီအာဏာရှင်မူဆိုလိုနီကိုပြည်သူစစ်တပ်ဖွဲ့ဝင်တွေကဖြုတ်ချပြီးတပ်ပစ်လိုက်ကြတယ်။ဟစ်တလာမှာလည်းစစ်မျက်နှာတစ်ခုလုံးမှာပိတ်မိနေပြီ။အရှေ့ဘက်မှာရုရှားကလည်းကောင်းအနောက်ဘက်မှာဗြိတိရှနဲ့အမေရိကန်တို့ကလည်းကောင်းပိတ်ညှက်ထားကြပြီ။1944ခုနှစ်ဇွန်လမှာတော့ဗိုလ်ချုပ်ကြီးအိုက်ဆင်ဟောင်ဝါကအမေရိကန်ဗြိတိရှနဲ့ဩစတြေးလျ3 နိုင်ငံပူးပေါင်းတပ်ဖွဲ့များနဲ့ဥရောပလွတ်မြောက်ရေးတိုက်ပွဲကိုစတင်တယ်။မြောက်အမေရိကစစ်စင်ရေးသူရဲကောင်းဗိုလ်ချုပ်ကြီးမောင်ဂိုမာရီကစစ်စင်ရေးကိုဦးစီးကွပ်ကဲတယ်။အမေရိကန်ဘုံကျဲလေယာဉ်တွေကမိုးပြန်ခန္ဓာများနဲ့တိုကျိုမြို့တော်ကိုဆက်လက်ပြီးဘုံမိုးရွာချတယ်။ထက်ကောင်းငင်တခွင်တစ်ပြင်လုံးမှာ B-29 ဘုံကျဲလေယာဉ်တွေနဲ့ပြည့်နှက်နေတယ်။စစ်မီလီယံကဂျပန်နိုင်ငံကိုအရှိန်ပြင်းစွာလောင်မြိုက်နေပါပြီ။ဂျပန်တပ်တွေတပြေးတည်းဆုတ်ပြေးနေရတယ်။ဗြိတိရှတပ်ကမြန်မာပြည်ကိုပြန်သိမ်းလိုက်တယ်။ဘွန်ပါနဲ့မိသားစုတွေရန်ကုန်မှာရှိနေကြတယ်။ဘွန်ဘောမှာအသေးအတန်မကြမ်းမမာဖြစ်နေတယ်။လုပ်ငန်းတွေအသိမ်းခံရခြင်းစေဝါစနစ်တကျမကူရသေးခြင်းကြောင့်သူကျမ်းမာရေးအခြေအနေကပိုဆိုးလာပါတယ်။ဒီလိုနဲ့1944ခုနှစ်စက်တင်ဘာလ9 ရက်နေ့မှာတော့ဘွန်ပါကွယ်လွန်သွားခဲ့ပါတယ်။လူငယ်သော3 နှစ်ခန့်ကသူပြောခဲ့တဲ့စကားအတိုင်းမှန်နေတယ်။အဲ့ဒီအချိန်ကသူ့အကိုကိုကျွန်တော်တို့ဘယ်တော့မှပြန်မတွေ့ရမှာကိုကျွန်တော်သိပြီးစိုးရိမ်မိတယ်အကိုလေးသူပြောခဲ့ဘူးပါတယ်။ဘွန်ပါကွယ်လွန်သွားကြောင်းသိရတော့ဘွန်ဟောကဖြေမစင်နိုင်ဖြစ်ရရှာတယ်။သူ့အဖို့သူ့ညီလေးလောက်ဘယ်အရာကမှတန်ဖိုးမရှိပစ္စည်းဥစ္စာဆိုတာထက်ရှာလို့ရနိုင်တယ်။လူအသက်ကဘယ်တော့မှပြန်မရှင်နိုင်တော့ဒါပေမဲ့လည်းသူ့အနေနဲ့လှုပ်ရှားတွေကအများကြီးကျန်နေသေးတယ်။ကွယ်လွန်သွားတဲ့သူ့ညီလေးကိုအမှတ်ရသောအဖြစ်အလုပ်တွေအများကြီးလုပ်ရမယ်။
ရခင်ကားတဲ့စားတဲ့တဘိုးတိုးပြီးကြိုးစားလုပ်ရမယ်1945ခုနှစ်မေလ3ရက်နေ့မှာရုရှားတပ်တွေကဘာလင်ကိုသိမ်းတယ်ဟစ်တလာကိုသူ့ရဲ့အမြောင်မယားကလေးအီဗာဘရောင်းနဲ့အတူမြေအောက်ခံကရုတ်ထဲမှာပိတ်မိထားပြီးထွက်ပေါက်လုံးဝမရှိတော့ဂျာမန်စစ်ဌာနချုပ်မှလည်းပြိုကွဲသွားခဲ့ပြီကြံရမရတဲ့ဆုံးဟစ်တလာကအီဗာကိုတရားဝင်လက်ထပ်တယ်ပြီးတော့နှစ်ယောက်စလုံးတက်တည်သွားကြတယ်နောက်လေးရဲ့အကြာမှာတော့ဂျာမနီကအကန့်အသတ်မရှိလက်နက်ချတယ်မဟာမိတ်တပ်တွေပေါင်းပြီးဂျပန်ကိုဖိတိုက်ကြတယ်ဩဂုတ်လ23ရက်နေ့မှာဂျပန်ကအကျွမ်းမဲ့လက်နက်ချတယ်6နှစ်နီးပါးဖြစ်ပွားခဲ့တဲ့ကမ္ဘာစစ်ကြီးကပြီးဆုံးသွားခဲ့ပါပြီဘိုဟောကမိသားစုနဲ့အတူပေါ်တူဂီပိုင်မကာအိုကိုတင်းရှောင်နေခဲ့ရကနေစင်ကာပူကိုပြန်လာခဲ့တယ်ဗြိတိရှားတို့ကသူ့ကိုလေယာဉ်နဲ့ရန်ကုန်ကိုပို့ပေးတယ်ကွဲကွာနေတဲ့မိသားစုတွေနဲ့ပြန်တွေ့ရတော့ဝမ်းသာဝမ်းနည်းနဲ့မျက်ရည်မစဲနိုင်အောင်ခံစားရရှာတယ်ဘုံဘာကိုပဲမှမြုပ်ထားလေငါ့ကိုအခုလိုက်ပို့ရှာတင်းញိုင်းရောက်တော့ဘောဟောကသူ့ညီလေးရဲ့အုပ်ကူဘေးမှာထိုင်ကမျက်ရည်ဆက်လက်နဲ့ဆူတောင်းမြစ်တာပို့တယ်တခြားမိသားစုဝင်တွေကခလန်းလန်းကနေရက်ကြည့်နေကြတယ်စင်ကာပူကိုပြန်မယ်လို့တော့မိသားစုအားလုံးအတွက်လေရင်မလုံလောက်လို့ဘိုးဟောတယောက်သေးတာပထမဆုံးပြန်ခွင့်ရခဲ့တယ်ဒါပေမဲ့လည်းလေရင်ရတဲ့အခါမှာတော့မိသားစုအားလုံးကိုပို့ပေးပါမယ်လို့ဗြိတိရှအာဏာပိုင်တွေကကတိပြုပါတယ်စင်ကာပူကိုအပြန်ခရီးမှာဘုံဟောအတွက်ဝမ်းသာစရာမဟုတ်သူ့ကိုတတိယဇနီးဥကိဉ္စတယောက်ထဲကကြိုးဆိုနေတယ်ဥကိဉ္စကိုဂျပန်တွေနှိပ်စက်ခဲ့ကြကြောင်းသိရပြန်တော့ပို့ပြီးစိတ်မချမ်းမသာဖြစ်ရတယ်အဲ့ဒီနောက်မှာတော့နတ်စင်လန်းကအိမ်ဝင်းထဲမှာမြုပ်နှံထားတဲ့ဟော်ကီယာရဲ့အလောင်းကိုလင်ချူကန်ရက်ွက်ရှိတရုတ်တင်းချိုင်းကိုပြောင်းပြီးတကြိုတယ်စာဟောကိုတော့သူ့မိခင်ကဒီတင်းချိုင်းမှာအရင်ကတည်းကတကြိုခဲ့ပြီးဖြစ်တယ်ဖခင်ကသားကလေးကိုမြင်မမြင်လေးရလင်မယားနှစ်ယောက်သားကလေးတင်းချိုင်းသွားပြီးဆူတောင်းမြစ်တာပို့ယုံမြတာတတ်နိုင်ရှာတော့တယ်ဘုံဟောကကွယ်လွန်သွားကြတဲ့ညီဖြစ်သူဘွန်ဘာနဲ့သားကလေးနှစ်ယောက်တို့ကချစ်မြတ်နိုးခြင်းအထိတ်မှဖြစ်အလုတ်3ခုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပထမအတိတ်ကစိတ်မချမ်းသာစရာဖြစ်ရတွေကိုမိထားပြီးစီးပွားရေးပြန်လည်ထူထောင်ရေးကိုသာအာရုံစိုက်ရန်ဆုံးဖြတ်တယ်ဒုတိယအခွန်ကြီးသာကြံတော့တဲ့အိမ်ဖြူတော်ကြီးကိုပြန်လည်ပြင်ဆင်မွမ်းမံဖို့ဖြစ်တယ်တတိယဂျပန်တွေသိမ်းယူသွားတဲ့ရတနာတွေကိုပြန်လည်ဖြည့်တင်းဖို့ဖြစ်ပါတယ်1946ခုနှစ်နှစ်ဦးပိုင်းကျတော့ရန်ကုန်မှာကြံရစ်ခဲ့တဲ့မိသားစုတွေပြန်ရောက်လာကြတယ်လက်ရှိနတ်စင်လန်းအိမ်ကြီးမှာပဲနေနေတဲ့ဝိကွိဉ္စကခြံကျစ်ကသူ့အိမ်ဟောင်းကိုပြန်ပြောင်းပေးတယ်မိသားစုဝင်တွေအိမ်စီတွေနဲ့ဘုံဟောရဲ့ဘဝပြန်လဲအသက်ဝင်လှုပ်ရှားလာခဲ့ပြန်တယ်ဒါပေမဲ့လည်းပထမဆုံးချိန်အလုတ်ရုံးခန်းကိုလာရောက်တဲ့နေ့လောက်သူ့အဖို့ဘယ်နည်းကမှဝမ်းနည်းစရာကောင်းမှမဟုတ်ရုံးခန်းထဲမှာငူငူကြီးထိုင်ရင်သူ့ညီလေးကိုသာတစ်ချိန်လုံးသတိရနေတော့တယ်တနေ့မှာတော့ဘုံဟောကရုံးခန်းထဲမှာအလုပ်လုပ်နေစဉ်တကားခောက်တန်းပေါ်ထွက်လာတယ်ခိတ္တမန်နေဂျာတန်ချင်းချုံးဝင်လာတယ်ထောင်ခဲ့အပြင်မှာဧည့်သည်တွေရောက်နေပါတယ်ထောင်ခဲ့နဲ့တွေ့ချင်းလို့တဲ့ဘသူတွေလဲကွာဗြိတိရှစစ်ဗိုလ်တွေပါထောင်ခဲ့အတွက်သတင်းကောင်းပါလာတယ်လို့လည်းပြောပါတယ်ဘာသတင်းကောင်းလဲအဲ့ဒါတော့သူတို့မပြောပါဘူးတိတ်ပြီးအရေးကြီးတယ်လောက်ပဲပြောပါတယ်ကောင်းပြီခေါ်ခဲ့ပါမင်းကစကားပြန်လုပ်ပေါ့ဗြိတိရှစစ်အုပ်ချုပ်ရေးအဖွဲ့ကဗိုလ်မှူးအန်တိုနီဒူးမွန်မှာအရက်သွဲနဲ့အသက်30ကျော်အရွယ်လောက်ပဲရှိသေးတယ်ဗိုလ်မှူးဒူးမွန်ကအပြုံးမျက်နှာနဲ့သူ့ကိုယ်သူမိတ်ဆက်တယ်ကြာကြီးကလက်ဆွဲနှုတ်ဆက်ပြီးဗိုလ်မှူးကလေးရဲ့မျက်နှာကိုခတ်တီတီကြည့်နေတယ်လူကြီးမင်းရဲ့ကြောက်စိမ့်တွေကိုကျွန်တော်တို့ပြန်တွေ့ထားပါပြီဗိုလ်မှူးကစိုက်မစင်ပေါင်မစင်ပြောလိုက်တော့သူကသူ့ရှိမှာခေါင်းဖြူဖြူလူကြီးရဲ့မျက်နှာကိုအကဲခတ်နေတယ်သူမျောလင့်ထားသလိုဒီလူကြီးရဲ့မျက်နှာကရွှင်လန်းပြီးမလာဘူးမန်နေဂျာတန်ကမြန်မာလိုဘာသာပြန်ပြောတယ်ဘိုးကမယုံသေးဘူးသူကသူ့ရတနာပစ္စည်းတွေကိုအကြာကြီးပင်ဂျပန်တွေကသူတို့နိုင်ငံကိုတင်မိုးနဲ့တင်ပို့ပြီးဖြစ်လိမ့်မယ်လို့ထင်နေပါတယ်ဘိုးမူကပဲဆက်ပြီးတော့ပြောပါတယ်
တန်ကြောင်ပေါ်ရက်ကွက်ကကိုတောင်ကြီးထဲမှာရတနာတစ်တာပေါင်းအကြီးအသေး20တွေ့ရတယ်တစ်တာတိုင်းမှာအင်အန်တောင်ဆေးတိုက်ကကြားတစ်စိတ်ပြုတ်စီထုတ်လုပ်ကြောင်းကျွန်တော်တို့အစကတည်းကသိထားပါတယ်အဲဒါကြောင့်ဒီကြောက်စိမ့်တွေဟာကြားပန်းတထေးကြီးပိုင်တဲ့ရတနာတွေပဲဖြစ်ရမယ်လို့တွေးမိလို့ပါဒီတော့မှကြားပန်းတထေးကြီးရဲ့မျက်နှာကရွှင်လန်းတဲ့အပြုံးမှန်ပွင့်သွားပါတော့တယ်သူကထိုင်ရမှရုတ်တရက်ထရပ်ပြီးတော့ဘိုးမူးကလေးကိုကြစ်ကြစ်ပါအောင်တိုင်းဖက်လိုက်တယ်ဝန်တာပါတယ်မစ္စတာအော်ကျွန်တော်တာဝန်ရဆောင်ရွက်တာပါအဲ့ဒီအချိန်ကစပြီးဘိုးမူးကလေးဒူမွန်မှာကြားပန်းတထေးကြီးရဲ့အထုဧည့်သည်တော်အဖြစ်အိမ်ပြူတော်ကိုမကြာခဏလာရောက်နေလေတော့တယ်အဖြစ်မှန်ကတော့ဒီရတနာတွေကိုဂျပန်တွေကသူတို့နိုင်ငံကိုပို့ဖို့နှောင့်နှေးနေရခြင်းကတင်မောမရှိတာကြောင့်ဖြစ်ပါတယ်စင်ကာပူကြပြီးတဲ့နောက်တင်မောတွေအားလုံးကဖိလစ်ပိုင်ကိုရောက်သွားကြတယ်ဂျပန်ကိုထွက်ခွာသွားတဲ့တင်မောအနှင်းငယ်ကလည်းမလေးရှားမှာတင်ထားတဲ့တန်နဲ့ရော်ဘာတွေကိုတည်ဆောင်သွားကြတယ်ဒီပစ္စည်းတွေကိုသူတို့ကဂျပန်မှာလက်နက်ခဲယမ်းမိကြောက်ထုတ်လုပ်ကြတယ်ကြောက်စိမ့်တွေလက်နဲ့လှုပ်လို့မရတယ်အဲဒါကြောင့်ဦးစားပေးပို့ဆောင်ခြင်းမရှိတာကြောင့်ယခုလိုတောင်တင်ကြံနေခဲ့ခြင်းဖြစ်ပါတယ်ဆီယာမောင်ပေါ်ထွန်းဘာသာပြန်ရေးသားထားတဲ့ရန်ကုန်သားကြားပန်းတထေးကြီးစွန်စားကမ်းများအပိုင်း30ဒီမှာပဲနားပါပြီရှင်အဆုံးထိနားဆင်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်လည်းကြံရှိနေသေးတာမို့စောင့်မျှော်ပြီးတော့အားပေးကြပါအောင်ရှင်နားဆင်သူပေါင်းဘေးရန်ကင်းကွာကျန်းမာကြပါစေရှင်